နလုတတ္တဝါအလုံးဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒပြုဝကြပါစေအိမ်သူအိမ်သားမိသားစုများအားလုံးဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒပြုဝကြပါစေကိုယ်ဆောင်နာအိမ်ဆောင်နာများကိုအစပြု၍လောကပါဠနာဘုံမဇောနာယုတ်ခဇောနာအာကာသဇောနာများအားလုံးဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒပြုဝကြပါစေဘူမိပါဠတတ္တဝဝေနယများနှင့်ဝေမာနိကတတ္တဝဝေနယများအားလုံးဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးလိုရာဆန္ဒပြုဝကြပါစေသူတော်စင်အပေါင်းတို့သူတော်စင်များယခုမြဝထင်ထင်ဖူးမြင်နေရတဲ့စေတီတော်ဟာဆန်းတော်ရှင်ကြိုက်ထီယိုစေတီတော်ဖြစ်ပါတယ်မြတ်စွာဘုရားရဲ့ဆန်းတော်အစစ်များဌာပနာပြီးတည်ထားတဲ့စေတီတော်ဖြစ်လို့အလွန်တရာမှကျေနပ်အားရဝမ်းသာစရာကောင်းလာပါတယ်ဒါနသီလဘာဝနာကုသိုလ်တွေပြုလုပ်ကြပြီးပါရမီဖြည့်ကျင့်ကြဖို့အလွန်ပင်သင့်မြတ်လှပါတယ်ဘုရားမပွင့်ရသာသနာ့ဘအခါတွေမှာဆိုရင်သက်တော်ထင်ရှားမြတ်စွာဘုရားကိုမဖူးမြင်ရသလိုမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်များဌာပနာထားတဲ့စေတီပထိုးတော်များကိုလည်းဖူးမြင်ခွင့်မရနိုင်ကြပါဘူးအဲ့ဒီသာသနာ့ဘအခါတွေမှာမြတ်စွာဘုရားကိုအာယုံပြုပြီးနေလိုကြတဲ့သူတော်စင်များဟာမြေကန္နာသဲချောင်းများသို့ချင်းကပ်ကြလျက်သဲဘုံစေတီကိုပြုလုပ်ပြီးကိုယ်ွယ်ပူဇော်ခဲ့ကြရပါတယ်ထိုသဲဘုံစေတီမှာစွမ်းရည်ကြနန္ဒပါစသောဌာနကောင်းမှုများလှူဒန်းခဲ့ကြသောကြောင့်၎င်းဘုရားရှင်ကိုအာယုံပြုကာမကောင်းမှုကင်းကောင်းမှုသွင်း၍စိတ်ရင်းကိုဖြူစင်စွာပွားများလေးကျက်ခဲ့သောကြောင့်၎င်းလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာတို့ကိုရရှိခံစားခဲ့ကြရပါတယ်မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကာလကပုလိနာထူမိယအမည်ရှိတဲ့ယဟန္တာတစ်ပါးရှိပါတယ်ပုလိနာဆိုတာကသဲထူမိယဆိုတာကစေတီပထိုးလို့အဓိပ္ပာယ်ရပါတယ်သဲဘုံစေတီကိုပူဇော်တဲ့ကောင်းမှုကြောင့်ယဟန္တာဖြစ်တဲ့မထေရပါအဲ့ဒီမထေရသူများဟာအနေဝေစွာရှိအခါကဟိမဝန္တာရဲ့အနီးယမကဆိုတဲ့တောင်မှာကျောင်းသင်္ကန်းဆောက်လို့နေထိုင်ပါတယ်ဇန်အဘိညာယယသိဖြစ်ပါတယ်နာမည်ကတော့နာရဒလို့ခေါ်ပါတယ်တနေ့သောအခါနာရဒယသိသူများဟာများစွာသောလူတွေကငါ့ကိုပူဇော်ကြတယ်ငါမှပူဇော်စရာတစုံတယောက်မျှမရှိပါလားငါအားဆုံးမတတ်သူဆရာလည်းမရှိပါလားဆရာမရှိပဲတော့နဲ့နေခြင်းသည်ငါအတွက်အကျိုးမရှိဘူးလို့ရှင်းချင်းစဉ်းစားမိတယ်ဒါနဲ့အမေရိကဆိုတဲ့မြစ်ကမ်းသို့သွားပြီးသဲဘုံစီတီကိုပြုလုပ်တော့တယ်ပွင့်တော်မူပြီးကုန်သောမြတ်စွာဘုရားတို့ကိုအာယုံပြု၍သဲဘုံစေတီကိုရွှေအတိပြီးအောင်ဖန်ဆင်းလိုက်တယ်ရွှေဆဲလပန်း3000တို့ကိုပူဇော်ခဲ့ပါတယ်တခါတရံလောဘဒေါသမောဟကိလေသာတို့ကိုအခြေခံ၍ကာမဂုဏ်ကိုမိသောအကြံစီများဖြစ်ပေါ်လာသောအခါသဲဘုံစေတီကိုအောက်မေ့၍ဆင်ခြင်လိုက်တယ်အမောင်းနာရထယသိလက်မှုနဲ့တူသောမြတ်စွာဘုရားကိုမှီ၍နေပါလျက်ကိလေသာတို့နဲ့အတုရကနေခြင်းသည်မသင့်လျော်ပါဘူးလို့ဆင်ခြင်သည်နဲ့တပြိုင်နက်သဲဘုံစေတီမှာယူသည်လေးစားခြင်းဖြစ်တာကြောင့်မ
မကောင်းသောအကျင့်အစီများကိုပယ်ဖြောက်နိုင်ခဲ့ပါတယ်နာရဒယသိကြီးကွယ်လွန်တဲ့အခါဗြဟ္မဘုံသို့ရောက်ခဲ့ပါတယ်ဗြဟ္မဘဝကသုတေတော့ဒါဝလိန္ဒနတ်ဘုံမှာတရားမင်းအဖြစ်အကျိန်80လူပြည်မှာစัจ java ရိမင်းအဖြစ်အကျိန်300ပရိသေရမင်းအဖြစ်ကတော့မရည်နိုင်အောင်ပဲဖြစ်ခဲ့ရပါတယ်နောက်ဆုံးဘဝမှာတော့သာဝတိမျိုးကချမ်းသာကြွယ်ဝသောအမျိုးအိမ်မှာအမျိုးကောင်းသားလာဖြစ်ပါတယ်မိဘနှစ်ပါးစလုံးသရတရားကောင်းကြပါတယ်မြတ်စွာဘုရားကိုကိုးကွယ်စိတ်ကကြပြီးနိဗ္ဗာန်ကိုမြင်ကြသူများဖြစ်ပါတယ်မိဘနှစ်ပါးသည်ဘောဓိပင်ကြီးမှအပွေးကိုယူ၍ရွှေပထိုးစေတီပြုလုပ်ကြကာညင့်နံနဲ့ရှိခိုးပူဇော်ကြတယ်ဥပုံနေ့တွေမှာဆိုရင်ရွှေပထိုးစေတီကိုထုတ်ကြပြီးညင်300ပတ်လုံးမြတ်စွာဘုရားရဲ့ဂုဏ်ကိုချီးကျူးပူဇော်ကြတယ်မိဘတို့ရဲ့ထိုကောင်းမှုပြုလုပ်ပုံကိုမြင်ပြီးသဲဘုံစေတီကိုသတိရခဲ့တယ်ခုနှစ်သားအရွယ်နုနယ်စဉ်ကာလမှာပင်တထိုင်အတွင်းယဟန်တာဖြစ်တော်မူပါတယ်ကုသိုလ်ကောင်းမှုသည်အာကိုးပွယ်ကောင်းတွေစွသူတော်စင်အပေါင်းတို့အရှင်ပုလိနာထုပိယမထေရမှတ်သားเสียဩဝါဒစကားမှာထုပတ္တပရိစိဏတရဇောဇံလနလိမ္ပတိကတိသေရဏမௌစံတိသုပ္ပဘာသောဘဝမဟံသေဘုံစေတီပထိုးကိုနှလုံးသွင်းလေးကျက်ခဲ့ခြင်းကြောင့်မြို့ညစ်ကြီးသည်ကိုယ်၌မလိမ့်ကြံပေချွေးတို့သည်ကိုမမထွက်ကုန်ငါသည်အယောင်အစင်တောက်ပသူဖြစ်ပေ၏ဒုပံကတဝါနာပုလိနာပတ္တောမိအဇလံပဒံသေဘုံစေတီကိုပြုလုပ်ပူဇော်ခဲ့ခြင်းကြောင့်တုံ့လှုပ်ခြင်းမရှိသောနိဗ္ဗာန်သို့ရောက်ရပေ၏ကုသလံကတုကမေနသန္တုနသာရဂာဟိနာနာတိခိတံအာခိတံဝပฏิပတ်တိဝသာရကာကုသိုလ်ကောင်းမှုကိုပြုရအလိုရှိလျက်တရားအနှစ်ကိုယူလေးရှိသောပုဂ္ဂိုလ်တ attva အတွက်ခေတ်ကောင်းမကောင်းဆိုတာမရှိဘူးမြတ်သောအကျင့်သည်သာလည်းအကျိုးတရားကိုပြီးစေတတ်ပါတယ်တရားအနှစ်သာအဓိကလို့ဆိုလိုခြင်းဖြစ်ပါတယ်အာကြအတုယူစရာကောင်းလှပါတယ်သူတော်စင်ပေါင်းတို့သာသနာ့ဘအခါမှာသေဘုံစေတီကိုကြီးညိုပူဇော်ရတာတောင်အကျိုးကျေးဇူးဤမြတ်ကြီးမားတဲ့ဆိုရင်သက်တော်ထင်ရှားမြတ်စွာဘုရားရဲ့ဓာတ်တော်မူတော်များဌာပနာထားတဲ့စေတီပထိုးများနှင့်မြတ်စွာဘုရားဘုံnew ရုပ်ပွားဆင်းတုတော်များကိုကြီးညိုပူဇော်ရခြင်း၌ဆိုးပွဲရမရှိအကျိုးကျေးဇူးအလွန်ပင်ကြီးမားလှပါပေတယ်ဘုရားရှင်ကိုမျက်စိဖြင့်ဖူးမြင်ရခြင်းသည်အထဝဟအကျိုးစီးပွားကိုဆောင်တတ်ဒုက္ခဝဟချမ်းသာဒုက္ခကိုဆောင်တတ်လို့အလွန်ပင်ကောင်းမြတ်လှပေတယ်မြတ်စွာဘုရားရှင်ကိုဖူးမြင်နေရတဲ့သူတော်စင်အပေါင်းတို့ရဲ့မျက်လုံးတွေဟာဓာတနာနုတ္တရိယမြင်ခြင်းတကတို့နဲ့အမြတ်ဆုံးကိုမြင်နေရလို့တန်ဖိုးမြင့်လှပါပြီတဲ့မြတ်စွာဘုရားရဲ့လောဘဒေါသမောဟကိလေသာတို့ကိုပယ်ခြင်းဟာစွန့်နိုင်ရှိတဲ့တရားဓမ္မတို့ကိုနာကြားနေကြရတဲ့သူတော်စင်အပေါင်းတို့ရဲ့နာသောတတွေဟာလဲသဝနာနုတ္တရိယကြားနေရတဲ့အတန်တကာတို့တွင်အမြတ်ဆုံးအတန်ကိုကြားနေရလို့တန်ဖိုးမြင့်လှပါပြီလေသူတော်စင်ပေါင်းတို့ယခုအချိန်မှစတင်၍မြတ်စွာဘုရားရဲ့ဆံတော်အစစ်များကိုဌာပနာပြီးတည်ထားတဲ့ဆံတော်ရှင်ကြိုက်ထီယိုစေတီတော်များကိုဖူးမြင်ခြင်းဖြင့်၎င်းဆံတော်ရှင်ကြိုက်ထီယိုသမိုင်းကြောင်းကိုနာကြားခြင်းဖြင့်၎င်းမိမိတို့ရဲ့မျက်စိနဲ့နားကိုတန်ဖိုးမြင့်တင်ကြပါစို့ဩကာသဩကာသဩကာသရှင်တော်သေးကြဂေါတမဟုလောကထိပ်ပန်းထွယဟံလျင်လေကံသစ္စာပွင့်ပြီးကားသော
မဟာနဂရသူပိဏဟုနာမထင်စွာမြည်အောင်ရှာဝဲသဗ္ဗတောက်လင်းတိတ်သမင်းဤသာယင်နှဖော်မြိုင်တော်ပြောတွင်အဖေယထံတော်ပါ၌ဝတ္တယုသည်တောင်းပန်ထွေကြောင့်ရှောင်းပွေမောလိထွတ်တိရိကိုတကိဟထာသုံးသက္ခာဖြင့်ယေနာသပွားပေဒနာတိမြသာသံကေထနှစ်ထွေနှင့်ကေလာတောင်းခွေဆွေရသေးလေသုတိလေးညာစံကြစ်ကြမှဖွဲ့ထားတဆူရှာဖွေယူ၍အတုပေါင်းယုံဆံတော်သုံးကိုလုံးကျက်တဲ့စုဝေးနေသာဒီသေးထိတ်ခေါင်ဆံကေရှောင်း၌မြဲနှောင်ဖွဲ့ရ12နှစ်လေသေသေးစေရနာဆောင်မိခါသောဇရာဒုဗ္ဗလဖြစ်ခြင်းတကြောင့်သက္ကပန္နုတင်းမာမှုဖြင့်ဤလိုရခွင်ရှုဆင်ခြင်း၍လင်းလင်းချဲချင်းအသောဆင်းလျက်တန်ရင်သထုံစိုးအုပ်ချုံသာလူပုံကျော်ဟိုးရေနမျိုးဟုတကိုးနေလထွန်းတော်ပါသည်သီဟရာဇာမင်းမြတ်စွာနှင့်ညီညာစီမံယသိထံသို့ကျိုးတော်ကပ်ရောက်တောင်းပန်လျောက်၍အလောက်စရာဖြစ်စေငါလင်မဟာဒိဋ္ဌမိန်တော်အတိုင်းလုံလသည်ဖန်ဆင်းပြီးမှမင်းကြီးတရားယသိအားဖြင့်သုံးပါးသူမြတ်ညီညွတ်လက်လျက်မွေရဆံတော်မြတ်သုံးဘောကိုနှုံးလျော်မဲစွာဌာပနာ၍ဘုရားကျိုးတော်ပူဇော်ခံလျက်မြဲမြတ်ထွန်းရှိကလုံးတီအောင်မြော်ဤစိတ်တံအဋိဋ္ဌံဖြင့်နိဗ္ဗာန်တရားတည်ခဲ့ထာသာထင်ရှားကြောဟုကြိုက်ထီယောကိုဖြိုးဖြိုးလက်ဆုံးထိတ်တဲ့ပုံ၍ကြည်ယုံမြဲစွာစေရနာဖြင့်ကာယတံပညွတ်စီကလျက်အမြတ်တနုကျွန်းရှိခိုးသည်ကောင်းကျိုးမြတ်မောက်ရောက်စေသောသာဓုသာဓုသာဓုထေရဝါဒဗုဒ္ဓဘာသာဝင်များစိကကိုယ်ပဲကြသောစေတီပထိုးများတဲ့တွင်အထူးခြားဆုံးရင်သက်ရှုမောအဩဇရာနှင့်အစမ်းကျဲဆုံးဖြစ်သည့်စံတော်ရှင်ကြိုက်ထီယုစေတီတော်မြတ်သည်အရှိယုံမတောင်တန်းပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း3615ပေမြင့်သည့်ပေါင်းလောင်းတောင်ထိပ်တောင်စွန်းပေါ်တွင်တောရိပ်တောင်ရိပ်များဖြင့်သာယာလှပထူးဆန်းအံ့ဩဖွယ်တည်ရှိနေပါれအလွန်တရာနှက်ဆိုင်လာသောတော၏အလဲတွင်ပေါင်းလောင်းတောင်တန်းကြီးသည်လဲလျောင်းကတည်ရှိနေပြီးထိုတောင်တန်းကြီးမှတောင်ထွတ်တောင်ဆွယ်များသည်အစည်းအီထိုးထွက်နေကြပါれထိုတောင်ထွတ်တောင်ဆွယ်များထဲမှတောင်ထွတ်တစ်ခုဖြစ်သည့်ကြိုက်ထီယိုတောင်သည်အခြားတောင်ထွတ်များထက်ပိုမိုမြင့်မားစွာတည်ရှိနေပါれစေရီရင်ပြင်ထိတ်မှဘေးပတ်လည်သို့ကြည့်လိုက်တော့ခဝေးဝေးမှတောင်ထွတ်တောင်ဆွယ်များသည်ထိုလိုထောင်ထောင်ပြားလဲလဲခန့်မှိုင်းမှိုင်းတွေ့ရမှာဖြစ်ပါれအနောက်တောင်ဘက်ခဝေးဝေးတွင်မြေဖြူကြီးတစ်ကောင်နေအိတ်နေပြီအလားစစ်တောင်းမြစ်ကြီးကိုလည်းမြင်တွေ့ရမှာဖြစ်ပြီးမိုးကုတ်ဇဝန်းကြီးရဲ့အဆုံးတောင်ထွတ်တောင်ဆွယ်မြေနှိမ့်လွင်ပြင်းများကိုပြားလဲလဲတွေ့မြင်နိုင်ပါれဘဝနီဒီလက်ပတ်ကြည့်နေရမှကြတိယဇန်တော်ရှင်စေတီတော်မြတ်ကိုဖူးမြော်လိုက်သည့်အခါလှုပ်ရမ်းနေသောဆွဲလဲသံသာသာနှင့်တစ်ဖက်၆ကဘာကြီးစီသို့ရိမ့်ထိုး၍ပြုတ်ချမလို့လို့အသက်တရားရဖုတွေ့ရမှာဖြစ်ပါလေမြတ်ဗုဒ္ဓရဲ့တကူတော်အနန္တဂုဏ်တော်အနန္တဘာဘိဟုယင်တွင်မြည်တမ်းရင်ဖြစ်တည်ပုံတစ်ခုချင်းကိုကြည့်လိုက်ပြန်တော့
နေဆိုင်လာသော6ကဘာကြီးထို6ကဘာကြီးမှတိချာထွတ်ထွက်နေသောကြောက်ဆောင်ကြီးတစ်ခုမျက်နှာပြင်ကမကြီးမညာခတ်ခုံကုန်းတန်တန်6ဘက်သို့နှိမ်လျောနေပါလေယနေ့ဥကောင်းသရံကြောက်လုံးကြီးသည်ထိုနှိမ်လျောနေသည့်အစွန်းမှအပြင်သို့ထွက်ခါရောက်သေးသို့ကြလူတဲတဲမေးတင်ကတည်ရှိနေပါလေဒေသေကြီးဥကောင်းနှင့်တူသောအမြင့်19တောင်ခန့်လုံးပ52,000ခန့်ရှိကြောက်လုံးထိပ်တွင်ဉာဏ်တော်22ပေ5လက်မရှိစေတီတော်မြတ်သည်တင့်တယ်စွာစံပယ်လျက်ရှိပါတယ်စေတီတော်ဤဘွဲ့အမည်မှာကြိုက်ဣတိယိုယင်းသည်ဥခေါင်းဖြင့်ရွယ်သောဖျားလို့အဓိပ္ပာယ်ရပါတယ်ယခုအခါကြိုက်ထီယိုလို့ခေါ်ဝေါ်နေကြပါတယ်ဤကဲ့သို့အံ့ဩဖွယ်ရာလူသူမဏိတိုးကြီးတဲ့ရှိတောင်ထွတ်တစ်ခုဘောတွင်ရှေရခင်ကခဲရခဲစစ်တီထမ်းခဲ့သည့်ကြိုက်ထီယိုစေတီတော်မြတ်၏သမိုင်းကြောင်းကလည်းစမ်းကြယ်လှပါတယ်ရှေအစဉ်လှသမိုင်းကြောင်းကဤသို့ဖြစ်ပါတယ်မြတ်စွာဘုရားပွင့်တော်မမူမီနှစ်ပေါင်း90လောက်တွင်ကရဏတိုင်းသူဗိဏနဂရဟုခေါ်သောမင်းနေပြည်တော်မြို့ကြီးတစ်မြို့သည်ရှေးကကိစ္စဂိရိတောင်ယခုဇင်းကြိုက်တောင်အနီးတွင်ရှိခဲ့ပူပါလေထိုမြို့တွင်တိတ်တဓမ္မရာဇာမင်းကြီးသည်ဒီနာအုပ်ချုပ်မင်းပြုလုပ်လျက်ရှိပြီးဧကဒေဝီမိဘယခေါင်ကြီးအမိကားသီရိကပ္ပဒေဝီဖြစ်ပါလေရှေးအစဉ်လာမင်းကောင်းမင်းမြတ်တို့ရဲ့ကျင့်စဉ်နှင့်အညီအုပ်ချုပ်သဖြင့်တိုင်းကပြည်ပါတို့သည်စီပင်သာယာပြီးအတိုင်းတိုင်းအပြည်ပြည်မှလာရောက်ကုသန်းရောင်းဝယ်ရာမြစ်စိတ်ကံသားနဲ့ကြက်ပြမကြစီကားလာသောမြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်ထိုဒိဋ္ဌဓမ္မရာဇာမင်းကြီးနဲ့သီရိကပ္ပဒေဝီမိဖုရားကြီးတို့တွင်ထီးညွန့်နန်းလျာသားယရဏ2ပါးအစဉ်အတိုင်းဖွားမြင်ခဲ့ပါတယ်ထိုမင်းသား2ပါးကိုဆရာဘုရောဟိတ်တို့ကရရင်လက္ခဏာကြီးယူဖတ်ကြားကြပါတယ်သားတော်အကြီးသည်နူညသိမ့်မွေ့ခြင်းသိပ္ပအတ္တကိုတမြောက်ခြင်းသူတော်သူမြတ်တို့၏အလေးအလာအကျင့်သိက္ခာနှင့်ပြည့်စုံမိအကြောင်းလျောက်ထားကြရာမင်းကြီးသည်သဘောကျနှစ်သက်တော်မူပြီးမိမိကိုယ်ဘွားဌိနအရာသာယရဏဟူ၍အစွဲပြုကာမိမိအမည်ရင်းတိုင်းတိတ်တကုမာရာဟုမဲ့ခေါ်လိုက်ပါတယ်သာတော်အငယ်မှာမွေးဖွားစကပင်ရှုခြင်းဇဝတ္တလှပသောရှင်သေးဆက်လက္ခဏာပါရှိသောကြောင့်သီဟကုမာရာဟုခွဲတော်နှင့်ပါတယ်မင်းသားနှစ်ပါးတို့သည်လွန်စွာချစ်ခင်ကြကုန်ပြီးအမျိုးမျိုးသောမင်းခမေနအစုံအစုံကာမဂုဏ်မှုအပျော်အပါစည်းစိမ်တို့ဖြင့်အချိန်အရွယ်နှင့်အလိုက်ချမ်းသာစွာကြည်ပြင်းလာခဲ့ကြပါတယ်ထိုမင်းသားနှစ်ပါးတို့သည်ကြည်ပြင်းလာရာနောင်တော်မှာ23နှစ်ညီတော်မှာ22နှစ်အရွယ်သို့ရောက်ရှိခဲ့ကြပါတယ်နောင်တော်မှာအိဋ္ဌပါရမီရင်းတန်သဖြင့်သံဝေကဉာဏ်ဖြစ်ပေါ်လာပြီးသတ္တဝါမန္တများတို့သည်နေ့စဉ်ပင်ဥနာတိယဒုက္ခဘေးတို့နှင့်ကြုံတွေ့နေကြရပေတယ်လောကစည်းစိမ်ကာမလှောင်အိမ်အတွင်းမှာပျော်ပါနေလင်ဒုက္ခအပေါင်းမှယုံထွက်နိုင်မည်မဟုတ်ချေဒါကြောင့်စိတ်ငြိမ်ရာရအရိညဝါသည်တောရမှီ၍ယသိယံပြုမှသင့်မည်ဟုအကြံဖြစ်ပါတယ်တနေ့သောညီတော်နှင့်တွေ့ဆုံတိုင်ပင်သည်မှာနောင်တော်သည်ဌိနံစည်းစိမ်ကိုအလိုမရှိပြီးတောသို့ဝင်ပြီးယသိယဟန်သာပြုလိုသည်ညီတော်သာဌိနံရရဆိုစံတော်မူပါဟုမှာရှားခဲ့ပါတယ်ညီတော်မှလည်းလွန်စွာချစ်ခင်သည်ဖြင့်နောင်တော်နှင့်အတူလိုက်ပါလိုကြောင်းလျှောက်တင်သည်ညီနောင်နှစ်ပါးမှသဘောကိုက်ညီပြီးလျှင်တောထွက်ရာအရေးမျှော်တွေးတိုင်းပင်ကအချိန်ကောင်းကိုစောင့်ဆိုင်လျက်နေကြပါတယ်ဒေသဓမ္မရာဇာမင်းကြီးနှင့်သီရိကပ္ပဒေဝီမိဖုရားကြီးတို့သည်အသက်အရွယ်ကြီးလန်သည်ကတကြောင်သားတော်များကိုဌိနံစည်းစိမ်ဖြင့်မြင်တွေ့လိုသည်ကတဖုံတို့ကြောင့်သားတော်အကြီးကိုဌိနံရိုက်ရာအနှင်း၍သားတော်အငယ်ကိုအိမ်ရှိဥပရာစာအနှင်းရန်မဲမိဖုရားနှစ်ပါးတိုင်ပင်ကြလေတယ်
တနေ့တွင်သားတော်များကိုခေါ်၍ဌိနစည်းစိမ်အနှင်းကြပါတယ်မင်းသားညီနောင်တို့သည်မိမိတို့၏အကြံစီတိုင်းညင်ပယ်၍ရေသေးရန်ပြုလိုကြောင်းသာလျှောက်ထားကြပါတယ်မိမိဗျာနှစ်ပါးတို့သည်သားတော်နှစ်ပါးကိုဘဝလက်နှလုံးပကုံးလက်နဲ့သည့်ကြည်လက်နုဘအရွယ်ကပင်မဲ့ချင်းရင်မတန်းရအောင်စောင့်ရှောက်ခဲ့ကြသောကြောင့်သားရဲ့ပြန်သောတော်ကြီးတဲ့နဲ့တကူတဲ့နေရသောရေသေးရဟန်းအဖြစ်စိတ်မချနိုင်ဖြစ်ခဲ့ပါတယ်သားတော်များသည်ပြုမြင့်တို့နှင့်ငယ်ရွယ်သူများဖြစ်သည်ဖြင့်ဌိနစည်းစိမ်နှင့်သာနေသင့်သည်ဟုအကြံရှိသည်ဖြင့်ခွင့်မပေးဘဲတားမြစ်ပါတယ်မင်းသားညီတော်တို့သည်သောကဖီစီကပွဲတော်မတည်နိုင်ကြပဲကိုသားကိုရင်တို့သည်တနေ့တခြားပိန်ချုံလာပါတယ်မိမိမယားတို့ကြားသိလျင်သာရဏပါကိုရေသေးရန်ပြုခွင့်မပေးပါကတနေ့တနေ့အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိချေမည်အသက်သေးခြင်းထက်စားရင်ရေသေးရန်ပြုနေခြင်းသာလျင်သွားရောက်တွေ့နိုင်သေးသည်ဟုရှင်ရှင်မိကရေသေးရန်ပြုခွင့်ပေးလိုက်ပါတယ်မင်းသားညီနောင်တို့သည်ခွင့်ပြုချက်ရလျင်အကြံအောင်သဖြင့်အာရရှင်လန်းစွာအစအာရတို့ကိုဖြည့်တင်ကြကုန်ပြီယက်တတတပတ်ကြာသောအခါခမိတော်မေတော်နှစ်ပါးချမ်းရန်လျက်မင်းခံမေနာခင်းခြင်းကတိုင်းသူပြည်သားများပါလိုက်ပါပို့ဆောင်ကြပါလေအရှိတောင်ရရှိကိစ္စခီရိတောင်ယခုဇင်းကြိုက်တောင်ခြေစခန်းသို့ဆက်ရောက်လျင်မင်းကြီးမင်းသားအသွင်ပယ်၍သက်ခောက်ပစိုးသင်္ကန်းလွှမ်းခြုံကြပါတယ်ခမည်းတော်မေတော်တို့အကတော်၏တောသို့ဝင်ကြပါတယ်မင်းမိဗျာနဲ့တိုင်းသူပြည်သားများမှာမျက်ရည်မစင်နိုင်သောကပူဆွေးလျက်တိုင်းပြည်သို့ပြန်လာခဲ့ကြပါတယ်ညီနောင်နှစ်ပါးတို့သည်ဇင်းကြိုက်တောင်းတွင်အတူတကွသတင်းသုံးနေကြ၍နေ့စဉ်တရားစကားဆွေးနွေးနေခြင်းဖြင့်အချိန်ကုန်၍ရှင်းကြံအာထုတ်ချိန်နေပါသည်ကိုရှင်ကြမိကညီနောင်နှစ်ပါးတိုင်ပင်ကြပါလေနောက်တော်မှာဇင်းကြိုက်တောင်းညီတော်မှာဗတ္တဝဂိရိတောင်ယခုဇွဲကပင်တောင်းတွင်တပါးစီခွဲကတရားအာထုတ်ကြပါတယ်အရေးအကြောင်းရှိကမိဖြင့်အချက်ပြရာမှာကြပါတယ်ရှေးပါရမီအတိတ်ကံရင့်တန်သဖြင့်မကြမတင်လောကီဇံရကြပါတယ်ယသိနှစ်ပါးတို့ရဲ့ဘွဲတော်မှာလဲမင်းသားများ၏အမိတိုင်းတိတ်တယသိတိဟယသိဟု၍ထင်ရှားပါတယ်ဇင်းကြိုင်တောင်ဤအနောက်ဘက်ခြေရင်းသည်ပင်လယ်ကမ်းခြေဖြစ်ပြီးကမ်းပါးနဲ့မနီးမွေးပင်လယ်တွင်ကျွန်းတကျွန်းရှိပါတယ်ကျွန်းပေါ်တွင်သစ်ပင်ပန်းမှဆုံးလင်းစွာဖြင့်အရေးအာဝါသအလွန်တင့်တယ်သာယာကြည်နူးလျက်ကောင်းလာပါပြီတဲ့ဘောဂဝတိနဂပြီးမှနဂမတို့သည်လူအသက်ဖန်ဆင်းကလာရောက်မြူတူပျော်ပန်းလေးရှိကြပါတယ်ဝိဇ္ဇလူများသည်လည်းတိတိဝလန်းနှင့်ဆေဝါပင်ရှာဖွေရန်လုံးကရံဖန်ရံခါရောက်လာလေးရှိပါတယ်တခါတော့နဂမတူသည်လူအသက်ဖန်ဆင်းကဇင်းကြိုက်တောင်ရိုးသို့လှည့်လည်သွားလာနေခိုက်ဝိဇ္ဇလူတို့နဲ့တွေ့ကြုံကချစ်ကြိုက်ခဲ့ပါတယ်မေတ္တာဆက်သွဲကိုလက်နှီးနှောကြသဖြင့်နဂါမတွင်တန်လေးဆွက်ကလာပါတယ်နဂါတို့ရဲ့သဘောကလူပြည်တွင်တန်လေးဆွက်ကပါကလူပြည်မှပဲမွေးရသဖြင့်တန်လေးရင့်မအောင်စောင့်ဆိုင်နေရပါတယ်အချိန်စေးရောက်သောအခါ၎င်းကျွန်းပေါ်ရှိဓာတ်ပုံကြီးပေါ်တွင်ဥကြီးနှလုံးဥချ၍နဂါပြည်သို့ပြန်သွားခဲ့ပါတယ်နဂါပြည်သို့ပြန်သွားပြီးနောက်မကြာခင်တိတ်တယသိကြီးသည်ပင်လေကမ်းစပ်သို့ဆင်းကြံလျှောက်သက်ဆင်းလာခတ်ထူးဆန်းသောဥကြီးနှလုံးကိုတွေ့လေသောယူဆောင်၍ကြောင်းသင်္ကန်းသို့ပြန်ခဲ့ပါတယ်ညအချိန်ရောက်သည့်အခါဇွဲကမြတ်တောင်နေညီတော်သီဟယသိကိုမိဖြင့်အချက်ပြခေါ်ပါတယ်ညီတော်ယသိကိုအကျိုးကြောင့်ပြောပြပြီးတလုံးသောဥကိုညီတော်အားပေး၍ကြံတလုံးကိုလုံခြုံစွာထိမ့်သိမ်းစောင့်ရှောက်ထားပါတယ်ညီတော်သီဟယသိလည်းဥကြီးတလုံးကိုဆောင်းယူကဇွဲကပင်တောင်သို့ပြန်သွားပါတယ်ဖွားမြောက်ခြင်းစေရောက်သောအခါဥကြီးနှလုံးမှတပြိုင်တည်းလူသားယောက်ျားလေး2ဦးမွေးဖွားလာပါတယ်ဥပ္ပကလေးများသည်ရုပ်ဆင်းအင်္ဂါလွန်စွာတူးညီကလှပကြပါတယ်ယသိညီနောင်တို့သီလသမာဓိတကူကြောင့်လက်ညှိုးမှ
အဋိဌာနို့ရည်ဖြင့်တိုက်ကျွေးမွေးမြူထားပါလေကလေးများဖွားမြင်သောခုနှစ်သည်မဟာသက္ကရာ89ခုနှစ်ဖြစ်ပါလေဥပနောင်တော်မှာနေထွက်တွင်ဖွားမြင်သည်ဖြင့်သူရိယကုမာရဟူ၍၎င်းညီတော်အငယ်မှာနေဝင်လက်ထွက်ချိန်မှာဖွားမြင်သည်ဖြင့်စန္ဒကုမာရဟူ၍၎င်းခေါ်တွင်ပါလေတငယ်နှစ်ယောက်ကိုကြည်မြင့်အောင်မွေးမွေးခဲ့ရာ10နှစ်သားအရွယ်သို့ရောက်လင်သီဟယတိကြီးမွေးမြူထားသည်စန္ဒကုမာရမင်းသားငယ်သည်ကြောက်ယောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်မေဇိမတဲ့မေထိလာပြည်ရှိတတိသမီးတူထန်းတွင်တန်နေဆွဲကမွေးဖွားခဲ့ပါတယ်ဇင်းကျင်တောင်၌နေသောနောင်တော်တိတ်သယသိသည်နှစ်ပေါင်းအတော်ကြာသောအခါတို့တောင်ကြီးတောင်ရွတ်တလျောက်ရှိလူပရိသတ်များယသိကြီးထံသို့သွားလာမှုများပြားလာကြသည်ကတကြောင်တဏှာမှတဏှာတို့သွားလာလှဲလက်သတင်းသုံးသည့်အလေအထရှိသည်ကတကြောင်တဏှာမှတဏှာတို့သွားလာရတွင်ဇံခရီးဖြင့်သွားလာနိုင်၍ယခုကြိုက်ထီဥတောင်တည်ရှိရာနေရာသို့ရောက်ရှိလာပါလေလူသူကင်းဝေးပြီးစိတ်ညစ်သည့်တောကြီးတောင်ကြီးမြောင်းကြီးထွေထွေစမ်းရည်ပေါ်များ၍အေးချမ်းသာယာသည့်အပြင်သာရကသံလွင်စုံစွာရှိလာသဖြင့်ဥဖွာသားငယ်နှင့်အတူကြိုက်ထီရုပ်တောင်မြောက်ဖက်မုတ်ဆိုးတောင်ရှိတခုသောခု၌ပြောင်းရွှေ့သတင်းသုံးနေထိုင်ခဲ့ပါတယ်ဤသို့လင်ဒိဋ္ဌယတိကြီးကြိုက်ထီရုပ်တောင်အနီးမုတ်ဆိုးတောင်သို့ပြောင်းရွှေ့သတင်းသုံးနေထိုင်ရာညီတော်သီဟယတိသည်ဇွဲကပင်တောင်နှင့်ဇင်းကြိုက်တောင်တို့တွင်တလှဲ့စီသတင်းသုံးနေထိုင်ခဲ့ပါတယ်ဇင်းကြိုက်တောင်တွင်ဒိဋ္ဌယတိကြီးသတင်းသုံးနေထိုင်စဉ်ကယသိကြီးဤသီလသမာဓိကြောင့်တရားမင်းသည်လာပြီလာခွဲနေမြတ်တွင်ယသိကြီးတံလာရောက်ရှိကကိုယ်ွယ်လေးရှိပါလေမုတ်ဆိုးတောင်အနီးကြောက်ခုတွင်ယသိကြီးသတင်းသုံးနေထိုင်သည်ကို၎င်းတောင်တွင်အမြဲနေထိုင်သည့်မုတ်ဆိုးကြီးကအသားများကိုလှဲ့လေရောင်းချရင်းယသိကြီးရဲ့သတင်းကိုပြောကြသဖြင့်လူအများသိရှိသွားကြ၍ယသိကြီးထံလူအများစိကကြပြောင်းပါれထို့သောလာရောက်စိကကြသူများတွင်ကြိုက်ထီယုံတောင်တလျောက်ကျေးရွာများဖြစ်သည့်မဲကလေးမဲဝိုင်မဲနသမဲလံမဲတနမဲဆော့မဲကတိမဲတောက်မဲဖောင်းမဲရစ်မဲရွာမဲပြော့ဒိုးကောမော့ဒိုးယွန်းဒိုးခလွန်စသောဒိုးရွာ12ရွာပေါင်း30ကျော်ကိုအုပ်ချုပ်ရသောကရင်စောကဲကြီးဖို့ကော်လွတ်နဲ့ဇနီးနန်းကြာဟဲတို့လည်းပါဝင်ကြပါလေ၎င်းစောကဲကြီးဇနီးမောင်နှံသည်ကြိုက်ထီယုစေတီတော်တီးရှိရာအရှိမြောက်ဖက်4မိုင်ခန့်အကွာမဲသနရွာတွင်နေထိုင်လျက်ရိုးရာအလတ်ပစ္စည်းဥစ္စာပေါ်ကျွဲဝပြီးဩဇာအာဏာနှင့်ပြည့်စုံတော်လဲသာသမီယရဏမထွန်းကားရှာပါယသိကြီးပစ္စည်း4ပါးဒါယကအဖြစ်ခံယူ၍ယသိကြီးထံမကြမ်းမကြလာရောက်၍တရားဓမ္မများနာယူကြပါလေဤသို့ဒိဋ္ဌယသိကြီးမုတ်ဆိုးတောင်အနီးကြောက်ကူဝတွင်သတင်းသို့နေထိုင်စဉ်အသက်အရွယ်ကြီးရင်လာပြီဖြစ်၍ငါသည်လင်ဤသူငယ်သည်တောထဲ၌တူရီရှိနေချေမည်ဟုတွေးတော့ပူပန်ကမျက်နှာမသားမရရှိနေပါလေတရားမြင်လည်းဥပုပ်နေနှင့်ကျုံသဖြင့်ယသိကြီးမျက်နှာမသားသည်ကိုတွေ့မြင်လတ်သောအကြောင်းကိုမေးမြန်းလျှောက်ထားရာရှင်ယသိသည်သူငယ်အတွက်ဆိုရင်သောကရှိသည်ကိုမိန့်ကြားလိုက်ပါလေတရားမင်းကဤသူငယ်သည်ဘုံကံပါရမီကြီးရင်သူဖြစ်တယ်အသက်22နှစ်အရွယ်သို့ရောက်လေသူဗိဏနဂရမြို့နေပြည်တော်အနီးကျွန်ုပ်တို့ကိုယ်တိုင်ဖန်ဆင်းသောမြို့တွင်ဘုရင်ဖြစ်လိမ့်မယ်ဆိုရင်တော်မမူနှင့်လျောက်ထားလေလင်ယသိကြီးသည်ဝမ်းသာပီတိဖြစ်ရပါတယ်ဥပသငယ်ကိုစောကဲကြီးဘိုးကော်လွတ်နဲ့နန်းချဟဲတို့ကအမွေစားအမွေခံတောင်းတော်လဲယသိကြီးကမပေးနိုင်ဟုဆိုလိုက်ပါလေဇတရုတ်တောင်ရုတ်တလျောက်တွင်စေပင်ဝပင်နှင့်ကမုံပင်များလွန်စွာပေါ်များသည့်အလျောက်
ဆေပင်ဝပင်တို့ကိုလဲရှာဖွေသောဝိဇ္ဇတုလူလင်တူသည်ဒိဋ္ဌယတိကြီးသတင်း300ကြောင်းသင်္ကန်းသို့ရောက်လာ၍ယတိကြီးလည်းဇယိုက်နှင့်ညီစွာသင့်လျော်သောတရားများကိုဟောကြားရာလွန်စွာကြည်ညိုလာသည်ဖြစ်၍မကြတရားနာလိုလှ၍အခြားအရာသို့မသွားပဲကြိုက်ထီရိုးစေတီတော်ဤမြောက်ဘက်နှစ်ဖားလုံးခန့်အကွာတွင်ကြီးကန်းကူသို့မဟုတ်ကြီးပါဇတ်တွင်မိမိဆေဝါများပြုလုပ်ကနေပါတယ်ဘောဂဝတိပြည်မှနဂမတူသည်၎င်းချစ်လင်နဂါကြီးသေဆုံးသွား၍ခင်မွန်းလင်ကင်းမဲ့နေသောနဂမသည်ပြင်းကြီးသည်ဖြင့်ကာမဖြင့်ပျော်ရွှင်စွာနေထိုင်လိုသောဆန္ဒဖြစ်၍နဂါပြည်မှကြတိယတောင်အရှိမြောက်3မိုင်ခန့်အကွာရှိုးမြောင်တဲ့တွင်ရှိသောကြောက်ထက်ကြီးအရသို့ရောက်ရှိလေလင်ထိုနေရာ၌အမြဲနေတိုင်ကျက်ဆန်းသည့်ကိုယ်ကာယအလွန်ကြီးမားသောဖားမကြီးတစ်ကောင်နှင့်တွေ့ဆုံရာဖားတို့သည်နဂါတို့ရဲ့အစာဖြစ်တော်လဲနဂါမသည်သတင်းစကားမေးမြန်းလိုသည်ဖြင့်မစားဘဲမိတ်ဖွဲ့လိုက်ပါတယ်ရဲ့တန်ကြသောအခါနဂါမသည်မိမိဖြစ်ပုံအလုံးစုံကိုဖားမအားပြောကြား၍မိမိသည်လူသားများနှင့်တွေ့လို၍လူပြည်သို့လာခဲ့သည်လူသားများရှိရာကိုညွှန်ပြပါဟုဆိုလေလျင်ဖားမသည်နဂါမအားသနာလှ၍အရှင်မလူသားများနှင့်တွေ့လိုလင်ဤအယမတောင်အယတ်သို့ခရီးအတော်သွားမိသောကြောက်ကူတစ်ခုတွင်လူလင်တူနေထိုင်သည်ကိုတွေ့လိမ့်မည်ဟုကြီးကံပါဇက်ကူသို့ညွှန်ပြလိုက်ပါတယ်နဂါမသည်ဝမ်းသာချီးရွှင်လျက်မိမိတကုဖြင့်နတ်သမီးအသွင်လှပတင့်တယ်စွာဖန်ဆင်းပြီးဖာမညွှန်ပြသည့်အတိုင်းလာခဲ့ရာခုအပြင်ကကြီးပါးစကြောက်ဖြာအောက်တွင်အာယုံစူးစိုက်စွာဖြင့်စေဝါကိစ္စကိုပြုလုပ်နေသောတဲ့ရနုပြိုးမအိုသေးပဲသရှင်ကြည်လင်ဝိဇ္ဇတုကိုမြင်လေလင်နဂါမသည်ရုပ်ဆင်းအင်္ဂါပြည့်စုံ၍ချစ်ခင်နေတဲ့ဝဲကောင်းသောလူယောက်ျားကိုတွေ့ရပြီကာမဂုဏ်ဖြင့်မိမတို့အပေါ်တတ်မဲ့ခြင်းရှိမရှိမသိရသေး၍ရုတ်တရက်အနီးသို့သွားအတွေ့ခံရန်သင့်မသင့်စုံစမ်းဥမှတော်ပေမယ်လို့ကြံစီပြီးခြေကန်းကိုအနီးတစ်ခုသောတောင်းဆွဲကိုဖုံးကွယ်ကာအခြေအနေကိုစောင့်ကြည့်နေပါတယ်ဒါနဲ့မို့သောလင်းရောက်သောအခါဝိဇ္ဇာလူလင်သည်ပြုဝဲကိစ္စအတွက်အပြင်သို့ထွက်သွားလေသောနဂါမှလည်းဝိဇ္ဇာတို့၏အရေးအချီအိယာနေရာများအကဲခိုက်ရန်ခုအတွင်းသို့ဝင်ရောက်ကြည့်ရှုနေစဉ်ဝိဇ္ဇာတို့လည်းအရာတစ်ပါးမှပြန်ရောက်လာ၍နတ်သမီးကဲ့သို့လှပတင့်တဲ့ရှုချင်းစပဲရုပ်ဆင်းရှိသောနဂါမကိုတွေ့လေလင်အသင်ကအဘယ်သူနည်းအဘဲကြောင့်ငါ၏နေရန်သို့လာရောက်ရသည်နည်းဟုမေးရာနဂါမလည်းမရှက်မကြောက်နိုင်တော့ပဲမြင်ကလေးကအလွန်နှစ်သက်ပြီးခင်ပွန်းပြုလို၍ဤခုအတွင်းသို့လာရောက်ကြည့်ရှုအကဲကပ်ခြင်းဖြစ်ပြီးမိမိသည်တောဆောင်နတ်မင်းကြီး၏သမီးဖြစ်ကြောင်းဝိဇ္ဇတုလူလင်အားလိမ့်လေပြောကြားခဲ့ပါတယ်ဝိဇ္ဇတုလည်းချစ်ခင်နှစ်သက်ပဲကောင်းသောရုပ်အသွင်ကိုမြင်ကလေးကခင်းမြင်တိတ်ညွတ်နေကြ၍လွန်စွာဝမ်းမြောက်လှသဖြင့်နှစ်ဥသဘောတူကြီးပါးစခုတွင်ပျော်ရွှင်စွာပေါင်းသင်နေထိုင်ကြပါတယ်အတန်ကြာသောအခါဝိဇ္ဇတုဇနီးမောင်နှံတို့သည်တိတ်တရည်သည်ကြီးထံသွားရောက်ကြော့ကြပြီးမကြာသွားရောက်ခဲ့ကြပါတယ်ဝိဇ္ဇတုနှင့်နဂါမဇနီးမောင်နှံတို့သည်ကြီးပါးစခု၌ပျော်ရွှင်စွာနေထိုင်ကြ၍ကာလအတန်ကြာသောအခါနဂါမသည်အိပ်ရေးဝါအောင်အာပါတယတတိလက်လွတ်အိတ်ခက်လင်နဂါတို့ရဲ့မူလဇာတိယဘောလာမီကိုစိုး၍နှိမ့်ချိုက်စွာမအိပ်ဖဲအိပ်ရေးပြက်သည်မှာကာလအတန်ကြာသည့်အလျောက်အလွန်ငိုက်မြည်လာပါတယ်ဒီနေ့၌ဝိဇ္ဇတုမရှိခတ်နဂါမသည်အိပ်ရေးဝါအောင်တတိလက်လွတ်အိပ်ပျော်သွားသည်နှင့်တပြိုင်နက်နတ်သမီးအသွင်ဖန်ဆင်းထားသည့်ရုပ်အသွင်ပြောက်ပြီးနဂါမအသွင်သို့ရောက်ရှိသွားပါတယ်ဝိဇ္ဇတုလူလင်သည်နဂါမအိပ်ပျော်နေစဉ်ကြီးကံဂူသို့ရောက်ရှိလာရာအံ့ဩခြင်းစိုးရိမ်ခြင်းဖြင့်စောင့်ဆိုင်ကြည့်ရှုနေစဉ်နဂါမသည်အိပ်ရာမှနိုးလာပြီးမိမိသတိလက်လွတ်အိပ်မိ၍နဂါရုပ်အသွင်ပေါ်လာသည်ကိုပြန်ဖြောက်၍နတ်သမီးရုပ်အသွင်ပြန်လဲဖန်ဆင်းထားပြီး
မူမပြတ်နေပါလေဝိဇ္ဇရောလူလင်လဲငါဤဇနီးကဧကစင်စစ်နတ်သမီးမဟုတ်နဂမတိနဂဟုသည်တိရစ္ဆာန်ပဲဖြစ်သည်လူသာစင်စစ်ဖြစ်လျက်တိရစ္ဆာန်နှင့်ပေါင်းတဲ့နေမိသည်ကိုတွေးတော၍ရှက်လသဖြင့်ဤနဂမနှင့်ပေါင်းတဲ့နေထိုင်ရာမသိစွန့်ပြစ်ပြီးလွတ်ရာသို့ပြောင်းရွှေ့မှဖြစ်တော့မယ်ဟုကြံစီစိတ်ကူးကနဂမမသိစေရန်ဟန်ဆောင်နေပြီးရဲ့မြမကြမ်းမြေနဂမအားတစုံတရာအသိမပြီးပဲအမတ်မဲ့ထွက်ခဲ့ပြီးလေတိမ့်သရေသေးကြီးထံခေတ္တဝင်ရောက်ကြော့ပြီးနဂမအားစွန့်ပြစ်၍အရတဘာသို့ထွက်ခွာသွားပါလေနဂမသည်ဝိဇ္ဇတို့ထွက်ပြေးသွားသည်ကိုမသိပဲရခင်နေမြဲတဲ့စိတ်ချယုံကြည်စွာနေခဲ့ရာဝိဇ္ဇတို့သည်နေကုန်သည့်တိုင်ပြန်မရောက်လာ၍မိမိအားစွန့်ပြစ်ပြီးပြေးပြီဟုတွေးတောကခုအပြင်ထွက်၍တောတောင်ရှုံမြောင်းရှာဖွေတော်လဲအစအနမြပဲမတွေ့ရ၍ခြိခံခုသို့ပြန်လာပြီးမျက်ရည်ဖြိုင်ဖြိုင်စီလျက်ငိုယုပူပန်းဝမ်းနဲ့ယူကျုံမရဖြစ်ခါအိမ်မိချင်းကြောင့်မိမိနဂါးရုပ်တွင်ကိုဝိဇ္ဇတို့မြင်သွား၍ကြောက်ရွံ့ပြီးထွက်ပြေးသည်ဖြစ်တန်ရာသည်ဟုတွေးတော်မိပါတယ်အိမ်မိချင်းအတွက်နောင်တကြီးစွာရလျက်တူဒီပြင်းကြီးအားငယ်စွာနေထိုင်ခဲ့ရာရက်တန်ကြသောအခါငါသည်ဤတော်ဤတောင်း၌လင်းရောက်ကြမရှိလင်တူဒီမိတ်ဆွေများနဲ့မိဘဆွေမျိုးများနဲ့ခွဲနေရမသိမိဘရှိရာနဂါးပြည်သို့ပြန်တော့မယ်သို့သောငါနဲ့လူသားရသောတရေကားရှိနေလေပြီထိုတန်တွေကိုနဂါးပြည်သို့ယူဆောင်ရမသိတန်တွေဖွားချိန်တိုင်အောင်စောင့်ဆိုင်လျက်တန်တွေရင်သောအခါကြီးကံဂူ၌ဥနှလုံးကိုဥပြီးတော်တောင်တလျောက်လက်ပတ်ကလျောက်ကြကိုရှားဖွေ၍မတွေ့သည်ဖြင့်နဂါးပြည်သို့ထွက်ခွာသွားပါတယ်နဂါးမသည်နဂါးပြည်သို့ပြန်သွားပြီးရမြမကြမီဒိဋ္ဌရတိကြီးသည်တိတိဝလံရှားဖွေရန်ကြိတ်ထီယိုတောင်သို့တက်လာပြီးတောင်ဘက်သို့လျောက်လာခဲ့ရာပန်းတင်ကြောက်အနီးသို့ရောက်လေလင်ခြံဇက်တွင်အဝတ်ဖြင့်ရစ်ပတ်ပြီးကိုယ်တွင်ကြောက်ပေါက်ယောဂါဖြင့်အဖုအလုံးများပြည့်လျက်အသက်ငွေ့ငွေ့သာရှိသောနို့စုအရွယ်ကလေးငယ်ကိုမြင်လျင်သဏ္ဍာန်သဖြင့်ကောက်ယူ၍ပြန်လာပြီးကြောက်ယောဂါဖြင့်သေပြီဟုထင်မှတ်ပြီးစွန့်ပစ်ထားသည်ဖြစ်တန်ရာဟုစင်ញင်တွေးတော်ကစေဝါများဖြင့်ကုသရာမကြမီယောဂါပျောက်ကင်းသွားပါတယ်ယခင်ကကရင်တိုင်းရင်းသားများသည်ယခုပန်းတင်ကြောက်ခေါ်သည့်ကြောက်လုံးကြီးတွင်နတ်ရှိသည်ဟုအယူဖြင့်ပန်းများတင်ဆက်ကြ၍တိဋ္ဌရေသေးကြီးသည်ထိုကလေးကိုပန်းတင်လှူသောကြောက်တုံးကြီးဘေးမှရသောကြောင့်ငပန်းတင်မောင်ပန်းတင်ဟုအမည်မဲ့ခေါ်ပါတယ်ရေသေးကြီးသည်ပန်းတင်ကြောက်မှကလေးကိုရပြီးမကြာမီမိမိကြောင်းသို့မရောက်သေးမှကြာပြီဖြစ်သောဝိဇ္ဇတို့ဇနီးမောင်နှံတို့ကိုသတိရသည်နှင့်အကြောင်းအသောနီဟုစုံစမ်းလို၍ကြီးကံဂူသို့သွားပါတယ်ဂူသို့ရောက်သောဝိဇ္ဇတို့ဇနီးမောင်နှံကိုမတွေ့မမြင်သောကြောင့်ဂူအတွင်းသို့ဝင်ရောက်ကြည့်ရှုရာဥကြီးနှလုံးကိုတွေ့ရသည်ဝိဇ္ဇတို့ဇနီးမောင်နှံကွဲပြားသွားလေပြီဖြစ်တန်ရာဤဟုတွေ့တော်ဆင်ញင်ကကျောင်းသင်္ကန်းသို့ဥနှလုံးကိုယူဆောင်လာပြီးရှေးကနေတူကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်ဤသို့ဥချင်းနှလုံးကိုရပြီးမကြာမီဇင်းကြိုက်တောင်မှညီတော်ရဲ့အဖိုးမြော်ရောက်ရှိလာ၍မိမိရရှိသောဥချင်းနှလုံးကိုပြသပြီးဝိဇ္ဇတို့နှင့်နဂါမတို့အကြောင်းအားအနှဲငယ်ပြောကြား၍ညီတော်အားဥတလုံးပေးထားပါတယ်ညီတော်တရားရည်သည်ဥကြီးတလုံးကိုယူကဇင်းကြိုက်တောင်သို့ပြန်ပြီးကောင်းစွာစောင့်ရှောက်ထားပါတယ်ជីကံကုမရသောဥကိုရပြီးရက်တန်ကြသောကလှပတင်းတဲ့အရှင်အင်္ဂါနဲ့ပြည့်စုံသည့်သတို့သမီးငယ်ပေါက်ဖွာလာပါတယ်ထိုနေ့မှာပဲဇင်းကြိုက်တောင်မှညီတော်ရည်သည်သိမ့်စီထားသောဥမလည်းရှင်းဝါရုပ်သွင်းကြည်လင်သရှင်သောသတို့သမီးငယ်ပေါက်ဖွာလာပါတယ်၎င်းကလေးငယ်နှစ်ဦးမှာရုပ်ဆင်းအင်္ဂါလွန်စွာတူကြပါတယ်ရတဲ့ညီနောင်တို့လည်းရှေးကရဘူးသောကလေးများဤတူကောင်းစွာစောင့်ရှောက်မွေးမြူကြပါတယ်သူငယ်ပေါက်ဖွား၍ရက်အတန်းကြသောအခါဒိဋ္ဌရေသေးကြီးဒါယကာများဖြစ်ကြသော
စောကဲကြီးဘိုးကော်လွတ်နဲ့နန်းကြဟဲတို့သည်ယသိကြီးတာအဖို့မျိုးရောက်ရှိလာရာငပန်းတင်နဲ့ဥပါသမီးငယ်ကိုမြင်လျင်လွန်စွာချစ်ခင်သည့်အတွေ့မိမိတို့မှသာသမီမထွန်းကားသည့်အလျောက်အမွေစားအမွေကပေးပါမည်အကြောင်းလျှောက်ထားတောင်းဆိုကြပါလေတိတ်တာယသိကြီးကလည်းမပေးနိုင်ဟုမိန့်ဆိုပါတယ်ဘိုးကော်လွတ်နဲ့နန်းကြဟဲတို့သည်ကျိမ့်ဖန်များစွာကလေးများကိုပေးသနာပါရန်တောင်းခံကြရာယသိကြီးသည်ဘိုးကော်လွတ်နဲ့နန်းကြဟဲတို့မှာပစ္စည်းဥစ္စာကုန်လုံးကျွဲဝသူများဖြစ်သည့်အပြင်ဒါယကများလည်းဖြစ်ခြင်းကြောင့်ကောင်းမွန်စွာပြုစုစောင့်ရှောက်ရာအချင်းချင်းမှကြားပြီးငပန်းတင်နဲ့ဥဘွားသမီးငယ်ကိုပေးအပ်လိုက်ပါတယ်ဘိုးကော်လွတ်နဲ့နန်းကြဟဲတို့သည်ဝမ်းမြောက်ဝမ်းသာကလေးများကိုချီဆောင်၍အိမ်သို့ပြန်လာကြပြီးသာသမီအရင်ကဲ့သို့ရွရပိုက်ထွေးကျွေးမွေးကြပါတယ်ကလေးများတန်ငယ်ကြီးပြင်းလာသောအခါယောက်ျားကလေးကိုယသိကြီးမဲ့ခေါ်သည့်အတိုင်းငပန်းတင်ဟုမဲ့ခေါ်ပြီးသူတို့သမီးငယ်ကိုရွှေနှန်းကျင်းဟုမဲ့ခေါ်ပါတယ်ကျင်းကြိုက်တောင်းတွင်ဥဖွားသူတို့သမီးငယ်ကိုကျွေးမွေးစောင့်ရှောက်ကနေထံသတင်းသုံးသောညီတော်တိဟယသိထံသို့လာရောက်စည်းကပ်ကြသည့်ဒါယကာများတွင်သူဗေနနဂရဘယင်လက်အောက်ခံရွာပေါင်းများစွာကိုအုပ်ချုပ်ရသောပေါင်ကျွဲချံတကြီးပါဝဲမှတယ်ပေါင်ကျွဲချံတကြီးတိတိယယသိထံသို့ကျင်းပများစွာလာရောက်ရာဥပသမီးငယ်ကိုမြင်တွေ့ရ၍ရင်သွေးတမျှချစ်ခင်လှသဖြင့်ငွေစားလို၍ဆရာယသိထံလျှောက်ထားတောင်းခံပါတယ်တိယယသိကလည်းတာယောစဉ်ဖြစ်ကာရှိနေသဖြင့်မပေးနိုင်ဟုညင်းပယ်ပါတယ်တကြီးကလည်းကျင်းပများစွာတောင်းဆိုသဖြင့်မိန်းကလေးနဲ့ကြောင်းတင်ကမသိလျော်၍ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ရာအတန်တန်မှာချပြီးပေးလိုက်ပါတယ်။ပေါင်ကျွဲချံတကြီးမှဥဖသမီးငယ်ကိုနာကသူစာဟုအမည်မဲ့ခေါ်ပါတယ်။မဟာသက္ကရာ130ပြည့်နှစ်တွင်သူဗိနနဂရပြည့်ရှင်ဘယင်တိတ်ဓမ္မရာဇာမင်းကြီးသည်သူ့အိုနာဖြင့်နတ်ရွာဇံကံတော်ကုံသည်ဖြင့်မူမသေနာမတိအပေါင်းသည်ထီးဆက်နန်းလျာဆက်ကံမိအရေးတိုင်ပင်ကြပါတယ်တောထွက်သွားသည့်သားတော်ယသိနှစ်ပါးထံသို့လျှောက်ထားရန်သဘောရ၍နောင်တော်တိတ်တယသိသတင်းသုံးသည့်ဇင်းကြိုက်တောင်းသို့သွားကြပြီးဇွဲကပင်တောင်းတွင်သတင်းသုံးနေထိုင်သောသီဟယသိကိုလည်းပင့်ဆောင်ရပါတယ်ညီနောင်နှစ်ပါးစုံညီလည်းမူမတို့သည်ခမည်းတော်နတ်ရွာစံသည့်အကြောင်းနှင့်အရှင်နှစ်ပါးမှတပါးပါသည်တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပါရန်လျှောက်ထားကြပါတယ်ထိုအခါယသိညီနောင်တို့ကငါတို့သည်အရွယ်ငယ်စဉ်ငါပင်လောကီရိတ်ငြိမ်ထီနန်းစီစိန်ကိုအလိုမရှိကြပဲစွန့်ပြေကတော်ထွက်၍ယသိယဟန်ပြုခဲ့ကြပါတယ်ယခုအသက်အရွယ်ကြီးရင်ပြီးတော်မီပျော်မွေ့ယသိအဖြစ်ခံယူပြီးကမှစွန့်ပယ်ပြီးသောထီနန်းစီစိန်ညွန်တနာကိုသာ၍အလိုမရှိပါသို့သောကံပေးစား၍မွေးစားထားသောနဂမဥဖွာသတို့သားငယ်ငါဤကိုစားထီနန်းဆက်ကံစိုးစံစေရအတွက်ပေးအပ်လိုသည်ကိုသင်တို့သဘောတူညီကြပြီလားလို့မိန့်တော်မူပါတယ်မူမတို့လည်းတိုင်ပင်နေတော်ကြပြီးနောက်ပြန်လျှောက်ထားသည်မှာတိုင်းပြည်ထီနန်းဆက်ကံထိုက်သူမှာအရှင်မြတ်နှစ်ပါးသာဖြစ်ပါတယ်သို့သောအရှင်မြတ်တို့သဘောတော်ရနှစ်သက်သူကိုခံထားမည်ဆိုပါကမငင်းမပဲအလွယ်နဲ့သဘောတူညီကြပါကြောင်းလျှောက်ထားကြပါတယ်ယသိညီနောင်ကနေကောင်းရမြရွေး၍၎င်းတို့ကိုယ်တိုင်ထီနန်းလာရောက်တင်မည်ဟုမိတ်သည်ဖြင့်မူမသေနာမဏိတို့သည်ရွှင်လန်းဝမ်းမြောက်စွာပြန်သွားကြပါတယ်ယသိညီနောင်နှစ်ပါးသည်နေပြည်တော်သို့ရောက်သောအခါခပိသဒိဋ္ဌဓမ္မရာဇာမင်းကြီးအလောင်းကိုကောင်းမွန်စွာသင်္ကြန်ကြပြီးနောက်မဟာသက္ကရာ130ပြည့်နှင့်ကြတ္တိကာမာသတစောင်းမုံလတွင်ယခုဘေလင်းမြို့နယ်ဝင်းကရွာအနီး၌ထိတဲ့နန်းတဲ့တိဆောက်ပေးပြီးအသက်22နှစ်အရွယ်ရှိသူရိယကုမာရမင်းသားကိုထီနန်းတင်ပေးပါတယ်မိဖုရားကြီးမှာကျွဲချံတကြီးသမီးနာကသူဇာနဲ့ဆုလျားစီပြီးမင်းရဲ့ဘွဲအမည်ကိုလည်းယသိညီနောင်နှစ်ပါးတို့ရဲ့ဘွဲအမည်ပါပေါင်းစပ်၍ဒိဋ္ဌဓမ္မတိဟရာဇာဟုဘွဲတော်နှင်းပါတယ်တိုင်းပြည်အမည်ကိုလည်းတိုင်းပြည်အတွင်းဇဗုရရွှေစည်းများထွက်ရှိသည်ကိုအစွဲပြည့်၍၎င်းဗဂတိမြေမှလည်းရွှေအစင်ရှိသည်ကိုအစွဲပြည့်၍၎င်း
သုဝနာဘူမိတိုင်းပြည်ဟုသမုတ်ပြီးမြို့တော်ကိုလည်းသုဓမ္မဝတိမြို့ဟုခေါ်တွင်ပါတယ်စင်ကြိုင်တောင်ကနေညီတော်သေဟရည်မွေးမြူထမ်းသည့်စန္ဒကုမာရမင်းသားငယ်မှာဇဏိတအရွယ်တွင်ကြောက်ယောဂါဖြင့်ကွယ်လွန်ပြီးနောက်မေဇိမအတိုင်းမိတ္ထိလာပြီးအတုလတထေကြီးသမီးသုမနဒေဝီထံတွင်ပဋိသန္ဓေဆွကနေပြီးမဟာသက္ကရတရားပြည့်နှစ်တွင်ဖွားမြင်ပါတယ်ဘုရားသခင်သည်မဟာသက္ကရတရား3ခုနှစ်တွင်ပွင့်တော်မူ၍မဟာသက္ကရတရား8ခုနှစ်9ဝါမြောက်တွင်အတုလတထေကြီးအိမ်၌ဘုရားအမှုရှိသောသံဃာတော်များကိုဆွမ်းကြွေးလှူဒါန်းပါတယ်၎င်းဆံကြွေးတွေတွင်တရားနာပြီးနောက်သာမဏေဘဝသို့ကူးပြောင်းသွားပါတယ်ရှိဘဝပါရမီရင်သံသဖြင့်ရှစ်နှစ်သားအရွယ်သာမဏေဘဝဖြစ်ပင်ယဟန္တာဖြစ်ပြီးဂဝံပတိယဟန္တာဟု၍မဟာသာဝကလက်ရရန်စရင်ဝင်ထင်ပေါ်ကြော်ကြားပါတယ်ဂဝံပတိယဟန္တာရှင်သည်အတိတ်ဘဝကဘာကြီးနှင့်ခမည်းတော်တော်ခဲ့ဘူးသောဒိဋ္ဌရသေးနှင့်သီဟရသေးတို့ထံကောင်းကင်ခရီးဖြင့်ကြွလာပြီးရှေးအတိတ်အကြောင်းများကိုပြောပြပြီးနောက်မေဇိမဒေသတွင်ဘုရားရှင်ပွင့်တော်မူပြီးဖြစ်ကြောင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သောတရားများကိုဟောကြားလျက်ရှိကြောင်းများကိုပြောပြပါတယ်။ယသိညီတော်နှစ်ပါးသည်ဘုရားရှင်ကိုဖူးမြော်လိုသည့်ဆန္ဒတရားတို့ကိုနာယူလိုသည့်ဆန္ဒများဖြစ်လာကြသဖြင့်ဂဝံပတိမထေရအားမြတ်စွာဘုရားကိုပင့်ဆောင်ပေးပါရန်တောင်းပန်လျောက်ထားကြပါတယ်။မြတ်စွာဘုရားပင့်ဆောင်ပေးပြီးဖြစ်ကြောင်းပြောကြားပြီးလျှင်သုဝနာဘူမိပြည့်ရှင်ဒိဋ္ဌဓမ္မသီဟရာဇာမင်း၏နန်းတော်သို့ကြွသွားကြပါတယ်။နန်းတော်တွင်သောဂဝံပတိမထေရကြွလာသည်ကိုမြင်လျှင်ဒိဋ္ဌဓမ္မသီဟရာဇာမင်းကြီးသည်စီးကြို၍အဘယ်ရကအဘယ်လုံးကကြွလာပါသနည်းဟုလျောက်ထားလေသောဂဝံပတိမထေရသည်အတိတ်ဘဝစာကြောင်းပြန်ပြောင်းကပြောပြပြီးယခုဘဝတွင်ဘုရားရှိတရားတော်ကိုနာရသဖြင့်ဘုရား၏သာသနာအနွယ်ဝင်ယဟန်ဖြစ်ကြောင်းပြောကြပါတယ်ထို့နောက်မင်းကြီးနှင့်တကွမိဘုရားကြီးအားတရားတော်များဟောကြားကကောင်းခင်ခရီးဖြင့်ပြန်ကြွတော်မူပါတယ်ဂဝံပတိမထေရသည်ပြစွာဘုရားရွေးသည်စွာရှိခိုးလျက်သုဝနာဘူမိနေပြည်တော်၌မိမိဖခင်ဖြစ်ခဲ့မှုသောယသိနှစ်ပါးနှင့်တိုင်းသူပြည်သားတို့အားတရားရေးအမြိုက်ရှိကိုတိုက်ကြွတော်မူပါရန်လျှောက်ထားတောင်းပန်ပါတယ်ဘုရားရှင်သည်ညာဏစက္ကုဖြင့်မျောထောက်ရှုလတ်သောပစ္စံတရေအယတ်ဖြစ်သည့်ရာမင်းညတိုင်းသုဝနာဘူမိတွင်အတွန့်ရှိစွာသာသနာပွင့်လင်းမိအကြောင်းသိသဖြင့်စိတ်စိတ်နေခြင်းဖြင့်လက်ခံလိုက်ပါတယ်ဂဝံပတိမထေရသည်ပြတ်စွာဘုရားနှင့်သံဃာအပ900ကြွရောက်သတင်းသုံးမိအကြောင်းယသိနှစ်ပါးကိုပြန်လည်အသိပေးလိုက်ပါတယ်ဂဝံပတိမထေရပြန်ကြွသွားပြီးနောက်ယသိညီနောင်တို့သည်နန်းတော်သို့ကြွသွားပြီးသားဖြစ်သူဒိဋ္ဌဓမ္မသီဟရာဇာမင်းကြီးအားဘုရားနှင့်တကွသံဃာအပ900ကြွလာတော်မူလိမ့်မယ်စံကြောင်းတော်နှင့်တကွစွမ်းဘောဇဉ်တို့ကိုအသင့်စည်းစိမ်ထားရန်မိန့်တော်မူလိုက်ပါတယ်ဒိဋ္ဌဓမ္မသီဟရာဇာမင်းကြီးလည်းမူမတ်တို့ကိုခေါ်တော်မူ၍ဘုရားရှင်နှင့်တကွယဟန္တာ900တို့သည်နောက်9ရက်မြောက်နေ့တွင်ကြွရောက်လာလိမ့်မည်ဘုရားရှင်နဲ့ယဟန္တာ900သတင်း300စံကြောင်းတော်ကြီးကို9ရက်အတွင်းအပြည့်ဆောက်လုပ်ရန်မူမတ်များနဲ့တိုင်းမြင်ပါတယ်မူမတ်သေနာမဏိတို့သည်9ရက်အတွင်းအပြည့်ဆောက်လုပ်နိုင်ပြီလက်သမားအကျော်အမောကိုရှာရန်တိုင်းပြည်လေးပြင်းလေးရတို့ကိုလှဲ့လေကမောင်းခြင်းနဲ့ခတ်ခါရှာကြပါတယ်တရားမင်းသည်မနေသာတော့ပဲလက်သမားအသွင်ဆောင်ပြီး9ရက်အတွင်းပြည်စည်းအောင်ဆောက်လုပ်ပေးနိုင်ကြောင်းတာဝန်ယူလိုက်ပါတယ်တိုင်းသူပြည်သားများနဲ့တရားမင်းလက်သမားဆရာတို့သည်မနေမနာဆောက်လုပ်ကြရာ9ရက်မြောက်သောနေ့တွင်မတွေ့စဖူးထူဆန်းအောဝဲဖြားဖြားနှင့်ပြည်စုံသည့်ယရဏရွှေချောင်းတော်ကြီးသည်ပြည်စည်းသွားပါတယ်ဘုရင်မင်းကြီးသည်ကြီးကျယ်ခမ်းနားဆန်းပြလာသောရွှေချောင်းတော်ကြီးကို9ရက်အတွင်းအပြည့်ဆောက်လုပ်ပေးသောလက်သမားအားဆုလက်များစွာပေးလေရာလက်သမားဆရာသည်မြည်သည့်ဆုခိုမြမယူပဲကျောင်းတော်ကြီးကိုဘုရားရှင်အားရေဆက်သွန်ချလူထမ်းသောအခါရအပ်သောကုသိုလ်အဖို့ကိုသာအမျှပေးဝေပါတော်ဟုပြောပါတယ်
ဤလက်သမားဆရာသည်လူမဟုတ်တရားမင်းသားလင်ဖြစ်နိုင်သည်ဟုအကဲခတ်မိ၍မေးလေလင်ဟုတ်မှန်ကြောင်းဝန်ခံပြီးကိုထင်ပြကကွယ်ပြောက်သွားပါတယ်ရွှေကျောင်းတော်ကြီးကိုဆောက်လို့ပြီးစီးပြီးနောက်ဆွမ်းကဲပဲပေါ်စဉ်များကိုအယံသည့်စီမံဆောင်ရွက်ကဘုရားရှင်ကြလာမိအချိန်ကိုစောင့်ဆိုင်လျက်နေကြပါတယ်တရားမင်းသည်ဘုရားရှင်သတင်း300အတွက်မုတ်4ဘက်ရှိသောပြတ်သဧကသာဝက2ပါးသတင်း300အတွက်မုတ်2ဖက်ရှိသောပြတ်သကျွင်းသောသာဝကတို့သတင်း300မုတ်တစ်ဖက်ရှိသောပြတ်သအစရှိသဖြင့်ဖန်ဆင်း၍သုဝနာဘူမိသို့ဤရင်ပြတ်သများကိုစီးနှင်း၍ကြွရောက်ပါရန်ဘုရားရှင်အားလျောက်ထားပါတယ်သောလူထွန်းတမြတ်စွာဘုရားရှင်သည်ဝါတော်8ဝါမြောက်အချိန်ခဝမတိယန္နာအရှင်ဤပင်လျောက်ချက်အရမဟာသက္ကရာ110ခုနှစ်တွင်နောက်ပါယန္နာ900နဲ့အတူတရားမင်းဖန်ဆင်းတတ်သည့်ပြတ်သယင်ကိုစီးနှင်းကသုဝနာဘူမိတိုင်းပြည်သို့ကြွရောက်တော်မူပါလေသုဝနာဘူမိသို့ရောက်လင်တရားနှင့်ဒိဋ္ဌဓမ္မတိဟရာဇာတို့ဆောက်လို့လူထမ်းသောယရဏရွှေကျောင်းတော်ကြီးဝဲမြတ်သောနေရနဲ့သတင်းသုံးတော်မူပါလေယဟန္တာ900တို့လည်းနေရအသီးသီးနဲ့သတင်းသုံးနေထိုင်ကြပါလေယသိညီနောင်2ပါးနဲ့ဒိဋ္ဌဓမ္မတိဟရာဇာမင်းသည်ကျောင်းတော်ကြီးကိုရေးဆက်သွန်းချလူထမ်းပါလေထို့နောက်မွန်မြတ်သောဆွမ်းဘောဇဉ်တို့ဖြင့်လှုပ်ကြွေးပြီးအထူးသောလူထမ်းပူဇော်မှုကိုပြုကြပါလေဘုရားရှင်သည်ရောက်လာကုန်သောပရိသတ်တို့အားတရားရည်အမြိုက်ဆေးကိုတိုက်ကျွေးတော်မူပါလေသောလူထွန်းတဘုရားရှင်သည်သုဝနာဘူမိနေပြီးတော့ဒိဋ္ဌဓမ္မတိဟရာဇာမင်းဆောက်လို့လူထမ်းထမ်းသောကျောင်းတော်၌9ရက်တိုင်တိုင်ဒိဋ္ဌယသိတိဟယသိနှင့်မိတ်ဆွေဖြစ်သောကေလာသတောင်မှကေလာသယသိတို့နှင့်မင်းမိဗျာပရိသတ်တို့အားတရားရည်တိုက်ကျွေး၍မိစိမဒေသတို့ပြန်လေကြွမြန်းတော်မူကားဤတွင်ယသိသုံးပါးတို့သည်ဘုရားရှင်ဤထံပါရှင်းကပ်၍ဘုံတော်ကြီးမှာတော်မူသောရှင်ဘုရားပြန်လေကြွမြန်းတော်မူသည်နောက်သာဝစဉ်ကိုးကွယ်နိုင်ရရှင်ဘုရားကိုးစားတစုံတစ်ခုသောဝတ္ထုပစ္စည်းကိုပေးသနာတော်မူပါဟုလျောက်ထားတောင်းပန်သောအခါဥခေါင်းကိုလက်ရလက်ဖြင့်ဒိဋ္ဌံလျက်သုံးသတ်တော်မူရာပါလာသောစံတော်ဓမ္မ6စုကိုယသိ3ဦးအား2စုစီပေးသနာတော်မူပါတယ်၎င်းဖြင့်ကုသိနာယုံတောင်ယသိဒုကောမော့ခလွန်ကလိုင်တောင်ယသိဒုခလွန်တောင်ယသိမဲလန်တောင်ယသိမုလာဤတောင်ယသိကြိုက်ခမိတောင်ယသိဘောရခဇုံသုတ်ကွင်းမနဗလူညီနောင်ဒိုးရွန်းတောင်ယသိဆောင်ခဲတောင်အလကပ္ပယသိအတိဆံတော်များများရရှိကြပါတယ်မင်းကြီးလည်းယသိမြတ်ဆံတော်ဓမ္မရသည်ကိုမြင်တော်မူလင်ဆံတော်မြတ်ပေးသနာပါရန်တောင်းခံပါတယ်ဘုရားရှင်သည်ဗျာဒိစကားမြတ်ချတော်မူသည်မှာငါဘုရားပြိဋိဘံဆံတော်မူပြီးနောက်သွားတတ်တော်33စုကိုဂုံပတိမထေသည်ယူဆောင်၍သင်မင်းကြီးကိုပေးလိုက်မည်အသင်မင်းကြီးကိုကိုးကွယ်ရလတံဟုမိန့်ကြားခဲ့ပါတယ်ဘုရားရှင်ကိုရောမြတ်သည်သတင်းသုံး၍9ရက်မြောက်နေ့တွင်ပြတ်သက်ရင်သာထီ900ဖြင့်မေဇိမဒေသသို့ကောင်းကင်ခီးဖြင့်ပြန်လီကြွတော်မူသောအခါတရားမင်းဖန်ဆင်းသောရွှေကျောင်းတော်ကြီးလည်းအလိုလိုကွယ်ပြောက်သွားပါတယ်ဤသို့သံတော်ဓမ္မရရှိကြပြီးဇင်းကြိုက်တောင်၌သတင်းသုံးသောညီသောတိဟယသိသည်နောင်တော်တိတ်တယသိအဆွေတော်ကေလာသယသိတူတော်တိဟရာဇမင်းတို့နှင့်တိုင်ပင်ပြီးမိမိရရှိထံသောဓမ္မ2စုကိုဇင်းကြိုက်တောင်နှင့်ဇွဲကပင်တောင်တို့တွင်စေတီတစုစီတည်ပြီးကေလာသတောင်နှင့်သတင်းသုံးသည့်မိတ်ဆွေကေလာသယသိသည်စံတော်ဓမ္မ2စုတွင်တစုကိုကေလာသစေတီတည်ပြီးထာဝနာသွင်းတော်မူပါတယ်ကျမ်းတစုကိုမိမိစံကြီးကျမ်းတွင်ကိုယ်ွယ်ရှိကထားပါတယ်နောင်တတိသယသိကြီးတံရှိသည့်စံတော်မြတ်2စုကိုစီရီတဲရန်လျောက်ထားတော်လဲငါရရှိသောစံတော်ဓမ္မများငါအလွန်နှစ်သက်သည်ဖြစ်၍ငါဤဥခေါင်းပေါ်မှမချလို့ဟုဆိုပြီးဇေတိမတည်ပဲအမြဲစံကြကြတွင်ကိုယ်ွယ်ရှိကထားပါတယ်ဇင်ကြိုက်ဇွဲကပင်နှင့်ကိလာသတောင်တို့တွင်စီရီတဲရတွင်တရားမင်းလာရောက်ကူးညီခဲ့ပါတယ်
မုတ်ဆိုးတောင်တွင်တိဋ္ဌယသိကိလသတောင်တွင်ကိလသယသိဇင်းကြိုက်တောင်တွင်တိဟယသိတို့သတင်းသုံးတော်မူကြရာညအချိန်တွင်မီးဖြင့်အချက်ပြ၍နေထိုင်ကြပါလေတနည်းသောကိလသတောင်မှမီးအချက်ပြသည်ကိုမမြင်သဖြင့်တိဋ္ဌယသိကြီးသည်အကြောင်းအသောနည်းကိုအမှတ်ထားလျက်ကိလသတောင်သို့သွားရောက်ကြည့်ရှုရာမကြာမီအချိန်ကသုတိကွယ်လွန်ခဲ့သည့်မပုတ်မသို့သေးသောကိလသယသိဥကောင်းစမ်းကြည့်ချမှစံတော်မြတ်တဆူကိုပင့်ဆောင်ပြီးအလောင်းတော်ကိုကောင်းစွာသင်္ကြို၍မုတ်ဆိုးတောင်သို့ပြန်ကြွခဲ့ပါတယ်တိဋ္ဌယသိကြီးရရှိသည့်စံတော်ဓာတ်မြတ်နှစ်ဆူနှင့်ယခုကိလသယသိဌာမစံတော်ဓာတ်မြတ်တဆူပေါင်း၃စုကိုစံကြည့်ကြားတွင်ကိုးကွယ်ရှိကထားခဲ့ပါတယ်မဟာသက္ကရာ118ခုနှစ်တွင်မုတ်ဆိုးတောင်တွင်သတင်းသုံးနေသောတိဋ္ဌယသိကြီးသည်အိုမင်းမစွမ်းမိဇာကုံစီကံဘဝအသက်80အရွယ်ပိုင်းသို့ရောက်ခဲ့သောအခါစံကြည့်ကြားတွင်ကိုးကွယ်ထားသည့်စံတော်မြတ်ကိုစေတီတည်တာကိုးကွယ်ရန်အကြံဖြစ်လာခဲ့ပါတယ်ထိုအချိန်တွင်ဝဋ္ဌိတနှင်းတရားမင်းသည်မြော်ခင်းအမှုလူပြည်ရှုလိုက်ရာယသိကြီးရဲ့အကြံတိုင်းစံတော်မြတ်အစေတီတေရန်အချိန်တန်းကြောင်းသိလေသောအခါသုဝနာဘူမိပြည့်ရှင်ဒိဋ္ဌဓမ္မသီဟရာဇာမင်းကြီးကိုကိုထင်းပြ၍ကြိုးကြောင်စုံလင်းတွေ့ဆုံတိုင်ပင်ပါလေမင်းကြီးလည်းသဘောကျနှိမ့်ချိုက်တဲ့ဖြင့်ကြိုက်ထီယိုတောင်သို့ဘိုးပါစုံလင်းစွာဖြင့်ရဲသေးကြီးရှေ့မှဥခိုက်ကြော့ရောက်ကြပါတယ်ဒိဋ္ဌယသိကြီးသည်တရားမင်းနှင့်သားတော်ပြည့်ရှင်တို့လာရောက်သည့်အကြောင်းကိုစုံစမ်းမေးမြန်းလေသောအခါတရားမင်းနှင့်ပြည့်ရှင်မင်းတို့ကသာသနာတော်အရှိတိရစေခြင်းအကျိုးငှာယသိကြီးဆန္ဒရှိသည့်အတိုင်းစံတော်အားဌာပနာ၍စေတီတေထကိုးကွယ်လိုပါကြောင်းလျှောက်ထားကြပါတယ်ဒိဋ္ဌယသိကြီးသည်ဗုဒ္ဓရဲ့စံတော်မြတ်အသရာကြီးညိုပူဇော်လိုသည့်ဆန္ဒဖြင့်လာရောက်ဖူးမြော်ကြသည့်လူနာဗြဟ္မသတ္တဝါပေါင်းတို့အားယသိကြီးစံကြကြတွင်ကိုးကွယ်ထားသည်ကိုထင်ရှားသည့်မြင်ပမာတင်လိုသဖြင့်စံတော်အားဌာပနာ၍စေတီတည်ထားခွင့်ပြုမည်သို့သောဥခေါင်းနှင့်တူသောကြောက်လုံးအားရှာကြသီးသန့်တောင်ထွက်တွင်တင်၍ပြပါဟုမိန့်တော်မူပါတယ်တရားမင်းသည်ဥခေါင်းနှင့်တူသောကြောက်တုံးအားမဏိမေခလာယေနသမီးအကူကြီးဖြင့်သမုဒ္ဒရာကြံပြင်းမှယူဆောင်ခဲ့ပြီးကြိုက်ထီယိုတောင်မှထိုးထွက်နေသည့်တောင်ဆွဲတစ်ခုအားတန်လျက်နှင့်ပိုင်းဖြတ်ခါထိုတောင်ထို့အစွန်းတွင်ကျက်မတဝဆာလွတ်၍တင်ငါပြပါတယ်ရေသေးကြီးသဘောကျသဖြင့်တရားမင်းသည်စံတော်ဌာပနာယံကြောက်လုံးတော်ဤထိတ်၌အနက်3000တမိုက်ကိုတန်လျက်ဖြင့်ထွင်ဖောက်ပါတယ်ဒိဋ္ဌယသိကြီးသည်ဥကောင်းတဲ့ကြီးစံကြကြတွင်ကိုယ်ွယ်ထံသောစံတော်အားထုတ်ယူကာသာတော်ပြည့်ရှင်မင်းအားပေးလိုက်ပါတယ်ပြည့်ရှင်မင်းသည်ယရဏ9ပါးစီချေထမ်းသည့်မြကျုပ်ဖြင့်ခံယူ၍မြသလုံးပေါ်တွင်ပင့်ဆောင်ကာထားပြီးမူမဘိုးပါပြည်သူအပေါင်းတို့လည်းအထုထုအပြပြအမွေနတ်သာစီမီပန်းမှန်တို့ဖြင့်ပူဇော်ကြပါလေထိုသောပူဇော်နေစဉ်စံတော်မြတ်ကိဝနေသောယရဏမြကျုပ်သည်ကောင်းကင်သို့ကြွ၍ပန်းဆိုင်ပန်းဆွဲပါမှာ6သွဲသောရောင်ကြီးကိုမြူးလျက်စံပဲနေပါလေလျက်စေမိပန်းအယောင်တို့ဖြင့်ကောင်းကင်၌ဝင်းထိန်လျက်ဒုရိယာကဲ့သို့အတန်တို့သည်မြည်ဟိကြပါတယ်ဒိဋ္ဌယသိကြီးနှင့်တကွတရားမင်းပြည်ရှင်မင်းနှင့်ပရိသတ်ပေါင်းတို့လည်းမကြုံစဘူးထူးကဲဆန်းကျဲအံ့ဖွယ်သောစံတော်မြတ်ရဲ့တကူတော်ကိုမြတ်ဝါထင်းထင်းဖူးမြော်ချီးညွှတ်ကြရပါတယ်စံတော်မြတ်ကောင်းကင်ယံတွင်စံပဲနေသည်ကိုယသိကြီးသည်ဖူးမြော်ချီးညွှတ်ရင်းမှဤအယဤဒေသသည်သာသနာတော်အရှိတိတထွန်းလင်းမည်ဆိုပါကစံတော်မြတ်သည်အလိုအလျောက်ဌာပနာစေသာလို့သစ္စာဆိုအဋ္ဌံပြုလိုက်ပါတယ်စံတော်မြတ်ကိဝနေသောယရဏကျုပ်သည်တရားမင်းထွင်းပေါက်ထားသည့်ဌာပနာတွင်သို့အလိုလိုသက်ဆင်း၍စံပဲနေပါတယ်ဒိဋ္ဌယသိကြီးသည်ဝန္တာပိတိခွမ်းစီထီတကဲ့သို့ကြီးညိုသရာပွားများစွာဖူးမြော်ကနေရင်ဘဝအရေးရှေးအတိတ်ကံကုန်၍နေရာချင်းပင်ဆုတည်သွားပါတယ်ဒိဋ္ဌယသိကြီးအလောင်းကိုမုတ်ဆိုးတောင်ရှိယသိကြီးကျောင်းသို့ယူဆောင်သွားပါတယ်
ထို့နောက်တရားမင်းနှင့်ပြည့်ရှင်မင်းတို့သည်စံတော်မြတ်ကင်းဝတ်တော်မူသောရေသိဥခေါင်းပုံကြောက်တုံးကြီးထက်၌ရွှေအုပ်ငွေအုပ်ကြေးနီအုပ်ကြေးဝါအုပ်သလွဲအုပ်သဲအုပ်ကြောက်အုပ်စသည်ယရနာအုပ်9မျိုးတို့ဖြင့်ညာတော်3000တမတ်ရှိရွှေစေတီကိုမဟာသက္ကရာ118ခုနှစ်ဟေမန္တရာသီတွင်တီထာကိုယ်ွယ်လိုက်ကြပြီးစေတီပြီးလင်တရားမင်းနှင့်ပြည့်ရှင်မင်းတို့သည်ရေဆက်သွန်းချအမြပေးဝေလိုက်ကြပါလေယသိကြီးဥကောင်းတဲ့လူသောကြောက်လုံးကြီးဘောတွင်စေတီတီထားသည်ကိုအကြောင်းပြု၍ထိုစေတီကိုယသိဥကောင်းဖြင့်ရွက်သောဖရာကြိုက်ဣတိယောဟုခေါ်ဆိုခဲ့ကြပါလေယခုအခါဆံတော်ရှင်ကြိုက်ထီယိုစေတီဟုခေါ်ပြီးကြိုက်ထီယိုစေတီရှိရာတောင်ကိုလည်းကြိုက်ထီယိုတောင်ဟုပဲခေါ်ကြပါလေကရင်လူမျိုးများကမူပန်းတင်တောင်ဟုခေါ်ကြပါလေမို့ဆိုတောင်မှယသိကြီးအလောင်းကိုဘုံခုနှစ်ဆင်းရှိပြတ်တင်ကအမွေနန္တာတို့ဖြင့်ပူဇော်၍မိသင်ဂျိုမှုဇာပနာကိစ္စပြီးပြီးသောအခါအယိုကိုကောက်ယူ၍ထိုတောင်၌ပင်စေတီတည်ထားခဲ့ကြပါလေယခုကထိုစေတီကိုမုတ်ဆိုးတောင်စေတီဟုယတိထက်တိုင်ခေါ်ဆိုကြပါလေဤကဲ့သို့စေတီနှစ်စုကိုတည်ပြီးနောက်တရားမင်းသည်နောက်အရှိသာသနာတော်တည်တတ်စေခြင်းအကျိုးငှာစတုမဟာရအပဝင်ဖြစ်သည့်တကိုးကြီးသောနတ်ကြီးတစ်ပါးကိုခေါ်တော်မူ၍ဇန်တော်မြတ်ကိဝတ်သောကြိုက်ထီယုစေတီနှင့်တကွဇန်တော်ရှင်ကြိုက်ထီယုစေတီကိုလာရောက်ပူမျောသူအပေါင်းအားဘေးအန္တရာယ်များကင်းရှင်းစေရန်စောင့်ရှောက်ရမည်ဟုအမှားအထာအနန္ကဒါဝတိန်သာနတ်ပြည်သို့ပြန်သွားပါလေထိုနတ်မင်းကြီးသည်ဇန်တော်ရှင်ကြိုက်ထီယုစေတီနှင့်အနီးဆုံးဖြစ်သည့်ရင်းပြင်းတော်ရဲ့မြောက်ဖက်ရှိတောင်ကုန်းငယ်တစ်ခုတွင်နေထိုင်ကစောင့်ရှောက်လျက်ရှိပါတယ်ထိုနတ်မင်းကြီးအမည်ကမဟာဣသိဒေဝနတ်မင်းကြီးဟုခေါ်တွင်ပါတယ်ထိုနတ်မင်းကြီးနေထိုင်သည့်တောင်ကိုလည်းနတ်တောင်ဟုယနေ့တည်းအမည်တွင်ကျမ်းခဲ့ပါတယ်ဒိဋ္ဌဓမ္မရာဇာမင်းကြီးသည်ကရင်စောဘွားကြီးဘိုးကော်လွတ်နှင့်ရွာအနီးချုပ်ဆတ်မှအကြီးကဲများကိုခေါ်ယူ၍ဆန်းတော်ရှင်ကြိုက်ချီယုစေတီတော်များအားစောင့်ရှောက်ရန်နှင့်ဘုရားဘူးလာသူပေါအခီလညွန်ကြားပေးပါရာမှာကြားခဲ့ပါတယ်ဒိဋ္ဌဓမ္မတရားရာဇာမင်းကြီးမှာကြားခဲ့သည့်အတိုင်းကရင်စောဘွားကြီးဘိုးကော်လွတ်နှင့်ရွာနီးချုပ်ဆတ်မှအကြီးကဲများသည်ဆန်းတော်ရှင်စေတီတော်များအားစောင့်ရှောက်ကြပြီးဘုရားဘူးလာသူအပေါင်းအားခီလညွန်ပြုတော်မူခဲ့ကြပါတယ်ခေအဆက်ဆက်ဇန်တော်ရှင်ကြိုက်ထီယုစေတော်မြတ်ကြီးကိုမင်းမူမယဟန်ရှင်လူပြည်သူအပေါင်းတို့ကပြုပြင်ထိမ့်သိမ့်ခဲ့ကြတာကိုသမိုင်းများမှာတွေ့ကြရပါတယ်။ကောဇာသက်ခဲ့တဲ့919ခုနှစ်တပေါင်းလပြီးကျော်3ရက်အင်္ဂါနေ့တွင်အင်းဝပဲခုဟန္တာဝတီရွှေနန်းရှင်ဘုရင်နောင်မင်းတရားကြီးကိုယ်တိုင်စစ်အင်္ဂါ၄ပါးဖြင့်ကြွချီ၍ရွှေထီးတော်ကိုတင်းလှူတာတွေ့ကြရပြီးကောဇာသက်ခဲ့တဲ့1030ခုနှစ်တွင်အင်းဝရွှေနန်းဆန်ပြည်မင်းကောဇာသက်ခဲ့တဲ့1040ပြည့်နှစ်တွင်အင်းဝဘုရင်မင်းရဲ့ကျော်ထင်ကောဇာသက်ခဲ့တဲ့1062ခုနှစ်တွင်အင်းဝဘုရင်စနေမင်းတို့အသီးအသီးရွှေထီးတော်များတင်းလှူခဲ့ကြောင်းတွေ့ရပါတယ်။၎င်းနောက်ကောဇာသက်ခဲ့တဲ့1185ခုနှစ်တွင်စစ်တောင်းမြို့စားမင်းလသိန်ကသူကထီတော်သစ်ကိုထပ်မံတင်လူခဲ့ပါတယ်။ကောဇာသက်ခဲ့တဲ့1265ခုနှစ်တွင်ခောဘကအဖွဲ့ကစေတော်ကြီးကိုဗက်စုပ်ပြုပြင်မွမ်းမံထိမ့်သိမ်းခဲ့ပြီးကောဇာသက်ခဲ့တဲ့1296ခုနှစ်တွင်ရွှေထီတော်ကိုအသစ်တပံတင်လူခဲ့ပါတယ်။၎င်းနောက်ကောဇာသက်ခဲ့တဲ့1316ခုနှစ်တွင်ခရွဲတကြီးနှင့်ရွာသားအပေါင်းကထီတော်သစ်ကိုထပ်မံတင်လူပြီးကောဇာသက်ခဲ့တဲ့1326ခုနှစ်တွင်ဥအောင်ချီမိုးကုတ်နှင့်အဖွဲ့ကရွှေထီတော်အသစ်ကြီးကိုထပ်မံတင်လူရမှာတယ်၎င်းနောက်ကောဇာသက်ခဲ့တဲ့1328ခုနှစ်တွင်ခရွဲတကြီးနှင့်ရွာသားများလှူဒန်းထားသောငွေထီတော်ကိုပြန်တင်လူခဲ့ပြီးကောဇာသက်ခဲ့တဲ့1338ခုနှစ်တွင်ဥမောင်ဟိန်နှင့်သိင်ကြီးစေဘီယုံအဖွဲ့ကထီတော်အသစ်ကိုတဖန်တင်လူခဲ့ပြန်ပါလေ။ကောဇာသက်ခဲ့တဲ့1362ခုနှစ်တပေါင်းလဆုပ်17ရက်
ခရစ်နှစ်2000 တခုနှစ်မတ်လ19 ရက်နေ့တွင်ရွှေစင်ရွှေပြားရွှေသန့်များဖြင့်ပြုလုပ်ထားသောရွှေထီးတော်အသစ်ကြီးကိုအသက်တပံပြန်လဲတင်လှူခဲ့ကြပါတယ်ရွှေထီးတော်ကြီးကိုကြိုက်ထီးရိုးတောင်ဆရာတော်ကြိုက်ထီးဆောင်ဆရာတော်ကြီးများ၏လမ်းညွှန်မှာကြားမှုဖြင့်နိုင်ငံခေါင်းဆောင်ကြီးဗိုလ်ချုပ်မူကြီးတန်းရွှေကဥဆောင်ကာနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်းစီဝင်ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်ရဟန်းရှင်လူပြည်သူအပေါင်းကစီကားတိုက်မြိုက်စွာတင်လှူခဲ့ကြပါတယ်။စေတီတော်ကြီးကိုလည်းမူလညံတော်အမြင့်73ပေ8လက်မကိုဘိုးမိုခိုင်ခန့်၍တောင်းတောင်းတင်းတင်းဖြစ်စေရသဗ္ဗေကြီးညိုပွဲရဖြစ်စေရသံသမဏိသံကူကွန်ကရက်များဖြင့်ပြုလုပ်၍22ပေ9လက်မအထိညံတော်ကိုတိုးမြင့်ပူဇော်ထားခဲ့ပါတယ်။ရွှေထီတော်ကိုတန်ကြီးမတက်နိုင်နှင့်သမဏိဖြင့်အမကန်အထူးပြုလုပ်ပြီးရွှေစင်ရွှေပြားများဖြင့်ဖုံးအုပ်ပူဇော်သွန်းလုပ်ခဲ့ပါတယ်။ဤကဲ့သို့ရှေးဟောင်းသမိုင်းဝင်စံတော်ရှင်ကြိုက်ထီယုစေတီတော်မြတ်ကြီးအားရွှေထီတော်အသက်တင်လှူခြင်းရွှေစင်ရွှေပြားရွှေသင်္ကန်းများကတ်လှူခြင်းကိုနိုင်ငံတော်အစိုးရဥဆောင်မှုဖြင့်ဗုဒ္ဓဘာသာဝင်တိုင်းသူပြည်သားအများကစေရနာသရဏတရားထက်သန်စွာလူရနိုင်ငံချတန်းတွေဟာရင်းမှလိုက်လိုက်လဲလဲပီတိအဟုန်ဖြစ်ခဲ့ရပါတယ်။နောက်များမှလည်းစေတီတော်ကြီးကိုသာဝစဉ်အမြဲတည်တံ့စေရန်အတွက်၎င်းအမျိုးဘာသာသာသနာမကွယ်မပြောက်စေရန်အတွက်၎င်းနောက်လာနောက်သားများကမဖြစ်မနေမလွဲမသွေထိမ့်သိမ်းစောင့်ရှောက်ကာကွယ်ရမှာတာဝန်ရှိပါကြောင်းအထူးမှာကြားလိုပါတယ်။မြန်မာနိုင်ငံတဝန်းတကိုးကြီးစံတော်ရှင်စေတီတော်မြတ်ဖရာပထိုးများရှိရာတွေဗုဒ္ဓဘုဇနိယပွဲတော်ကျင်းပရာ၌ကြိုက်ထီယုစံတော်ရှင်စေတီတော်မြတ်၏ဗုဒ္ဓဘုဇနိယပွဲတော်ရာသီသည်ရက်အရှိကြာဆုံးဖြစ်ပါတယ်။နေ့စဉ်သတင်းကျော်လမ်းပြီးမှကဆုံလာပြီးအထိ9 လတိုင်းကျင်းပလျက်ရှိပါတယ်။နေ့ဆိုင်သည့်တော်ကြီးအလဲမိုးထိမြင့်မှဆွန့်ကားနေသောတောဆွဲတောင်ဆွဲတောင်ဆောင်အထက်ထစိန်ကြီးမြိုင်ကြီးများဝန်ရံလျက်ရှိပြီးသန်းငယ်အပေါင်းပျော်မြူးရာကြိုက်ထီယိုတောင်တဝိုက်တွင်ဝိဇ္ဇဒုများနဂမများမုတ်ဆိုးကြီးများနတ်ဘီလူများသူတော်စင်ရည်သည်များစသည်တို့ပါဝင်သောထူးခြားလာသည့်သမိုင်းများသည်ပြည့်နှက်လျက်ရှိပါတယ်။လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကလေးကတောင်ထုဆောင်တွင်ပြုတ်တုတဲကအံ့ဩဝယ်တည်ရှိနေသောစံတော်ရှင်ကြိုက်ထီယုစေတီကိုယနေ့မျက်မြင်သွားရောက်ဖူးမြော်ကြည်ညိုတတ်တာပွားများနိုင်ကြပါစေ။အဘုဒ္ဓံသီသဒုလယဇသဗ္ဗလောကသီရောနတံသုဘဂတံအစိန္ဒေယဝန္ဒေထုပအနုတ္တရံအဘုဒ္ဓံရိမ့်ရိုင်းလှုပ်ရှား၆ကဘာသို့ကြသွားစရာကောင်းလာပါလျက်မြတ်စွာဘုံမောသုံးလူပေါ်ဤဂုဏ်တော်မြတ်ပြဘုံတော်အားကြောင့်လှုပ်ရှားရိမ့်ရိုင်းမကြနိုင်ပဲစုံမြိုင်အတွင်တောင်မြမင်းဝဲအစွန်းတွေလျက်ကျဲငယ်ဓမြတက်မြူးကြွသဖြင့်ပြောပြချီကျူးသရာဆူ၍အထူးတလည်းအာဩဘွယ်ကောင်းပေထသောသီသဒုလယင်္စာယောဂီတလေတော်မီမွေးသည်ယသိဇံပြောဥခေါင်းတော်နှင့်ရှုမြော်နိုင်ယူတူလဲတူတော်မူပေထသောသဗ္ဗလောကသီရောနတံမြို့သူမြို့ချလူအများတို့သွားလာဝလျုတ်လက်ဆုံမိုး၍ရှိခိုးဥညွတ်ရလည်းဖြစ်တော်မူပေထသောသုဘဂတံသောင်းလောကရသဗုယဝေနန္ဇကြေညာထောင်းနေဝါသို့လွန်စွာကြောကြထင်ရှားတော်မူပေထသောအစိန်တေယံဘယ်လိုအတွက်ဘယ်ချက်ကဲကြောင့်မြေကရင်တော်ကြီးပဲ့တင်ဟိတော်လည်းပြိုပြက်မကြကြောက်စွန်းမြပေါ်တရားတော်ဟုဘုံတော်နှင့်ဂုံအဖုံဘုံကိုအာယုံဆွဲမိမကြံစီနိုင်ထသောအနုတ္တရမြင်ဝေကြံတခရီးပန်းလက်ဘေးရမတင်ကိုတော်မြင်ကကြည်လင်ရွှွန်လေအမောပြေ၍တွဲရင်မရပီတိကြွသည်ဖြင့်အနန္တဂုံအင်မနှိုင်းရှင်အမြတ်ကြီးမြတ်တော်မူပေထသောထူပံ
စံတော်ဓမ္မကိဝပြောရာ6ရောင်ဖြာ၍ရေညာလွှမ်းမိုးကြိုက်ထီးယိုဟုတကုထင်ပေါ်စေတီတော်ကိုအဟံအရှင်မြတ်ချေရင်ဇောစိတ်သွင်း၍ဝါစင်ကောရောက်တပည့်တော်သည်ဝနေဝန္ဒမိမနောဒိဋ္ဌံဇောစိတ်တန်လျက်ကြည်လင်မြတ်နိုးရှိခိုးပါ၏မြတ်စွာဘုရားမြတ်စွာဘုရားသာဓုသာဓုသာ